မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေနမောတတဗုဒ္ဓဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအခုကျမတို့မိလိန်ဒမင်းကြီးနဲ့အရှင်နာဂတိနာရုရဲ့အတိတ်ဇာတ်ကြောင်းလေးကိုနည်းနည်းပြောပါမယ်အဲ့တော့ဒီမိလိန်ဒမင်းကြီးနဲ့အရှင်နာဂတိနာသည်ဂေါရမမြတ်စွာဘုရားပြိဋိဘံဝင်ဆံပြီးနှစ်ပေါင်း900မှပေါ်လာတာသူတို့ရဲ့နောက်ခံသမိုင်းကြောင်းလေးကိုကြည့်ရင်ကတ္တပမြတ်စွာဘုရားရှင်လက်ထက်ကတ္တပမြတ်စွာဘုရားရှင်ဆိုတာဂေါရမမြတ်စွာဘုရားရဲ့အရင်ပွင့်တာခုဗဒ္ဒကဘာဆိုတာဘုရားငါးစုပွင့်တဲ့အခုကဘာကြီးဘုရားငါးစုပွင့်တဲ့ကဘာမှာအရင်ဆုံးပွင့်ခဲ့တာဓမ္မမိတ်ဆွေတို့ခန္ဓာသုံးမှာသင်ခဲ့တယ်နော်အရင်ဆုံးပွင့်ခဲ့တာကကုတန္နပြီးရင်ကောဏကမနကောဏကုမြတ်စွာဘုရားတတိယမြောက်ပွင့်ခဲ့တာကတ္တပမြတ်စွာဘုရားအခုသရုတ်ထမြောက်ပွင့်နေတာကဂေါရမမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားတော့တက်တော်ထင်ရှားမရှိတော့ဘူးသို့တော့ဂေါရမမြတ်စွာဘုရားရှင်ရဲ့အဆုံးအမသာသနာရှိနေတုံးမယ်နော်ရှိနေတုံးမယ်ပြီးရင်ဂေါရမမြတ်စွာဘုရားရှင်ရဲ့သာသနာလဲကွယ်သွားမှာပဲဘယ်မှမမြဲတဲ့နော်အနိစ္စသဘာဝကြီးဖြစ်တဲ့အတွက်ကြောင့်ဘုရားပိစိကဗုဒ္ဓယဟန္တာများရဲ့ယုံနာခန္ဓာလည်းမမြဲဘူးဘုရားရှင်တို့ရဲ့အဆုံးအမတွေလည်းမမြဲဘူးဒါကိုဆုံးတည်ဆောင်လာကြတဲ့နော်အဆုံးအမကိုတည်ဆောင်လာကြတယ်မိမိရဲ့ခန္ဓာအိမ်မှာဟလာထားရှိပြီးတော့ကျင့်ညာအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေလည်းမမြဲဘူးဒီကဘာကြီးလည်းမမြဲဘူးပေါ့နော်နောင်ပွင့်မဲ့မြတ်စွာဘုရားတော့အရိမစ်တရားမြတ်စွာဘုရားအဲ့တော့ကတ္တပမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ထင်ရှားရှိနေစေအချိန်မှာကျမတို့ဂင်္ဂါမြစ်ရဲ့ကမ်းနားမှာရှိနေတဲ့ကျောင်းတစ်ဆောင်မှာနော်တန်ဃာတော်အရှင်သူမြတ်တွေသတင်းသုံးကြတယ်ယဟန်တန်ဃာတွေသတင်းသုံးနေထိုင်ကြတယ်နေထိုင်ကြတဲ့ယဟန်တန်ဃာတွေဒီကျင့်ဝတ်သီလနဲ့လည်းအင်မတန်ပြည့်စုံကြတယ်အဲ့တော့သီလလည်းပြည့်စုံတယ်တမာတိလည်းပြည့်စုံတယ်ဒါကြောင့်ကျင့်ဝတ်သီလဖြစ်တဲ့အတွက်ကျောင်းနေပုဂ္ဂိုလ်များသည်ကျောင်းမှာရှိတဲ့သေနာတနဝတ်ဆိုတာကျောင်းရဲ့ဝတ်တရားတွေသူထမ်းဆောင်ကြတယ်မနေ့စောစောဆိုထားကြတယ်ပြီးရင်ဖယားဂုဏ်တော်တွေပွားကြတယ်ပွားရင်းနဲ့ပဲကျောင်းဝင်တဝင်းလုံးမှာရှိတဲ့နော်အမိုက်တရိုက်တွေကိုလှဲကျင်းကြတယ်အဲ့ဒီမှာလှဲကျင်းကြတဲ့အချိန်မှာယဟန်တစ်ပါးကလည်းအဲ့ဒီဝတ်ကိုအမြဲတမ်းစောက်တီးပြီးတော့လှဲတယ်အဲ့တော့လှဲပြီးတဲ့အခါအမိုက်တွေစုပုံထားတယ်စုပုံထားရင်းနဲ့ပဲအနည်းနားမှာရှိတဲ့ကိုရင်တစ်ပါးကိုရင်အဲ့ဒီအမိုက်တွေကိုသွားပြီးတော့အမိုက်သွန်တဲ့နေရာမှာသွားစွန့်ပစ်ချီဆိုတဲ့အခါမှာအဲ့ဒီကိုရင်ကမကြားကြအောင်စောင်းပြီးနေတယ်တစ်ချိန်ပြောလို့မရနှစ်ချိန်ပြောလို့မရတဲ့အခါမှာအဲ့ဒီယဟန်တော်ကနေပြီးတော့အဲ့ဒီကိုရင်ကိုတပြက်စီးနဲ့ရိုက်တယ်ရိုက်ပြီးတော့သွားသွင်းကြီးနေတော်တော်ဆိုးတယ်ပေါ့ဆိုတော့ကိုရင်ကငိုယိုပြီးတော့ယဟန်ခိုင်းတဲ့နေရာမှာသွားပြီးတော့အမိုက်သွန်တယ်ရိုးရိုးမသွန်မဲနဲ့ तू ကဆူတောင်းတယ်ဤအမိုက်ကိုသွန်ရတဲ့ကောင်းမှုကြောင့်တဲ့နော်ဒီအမိုက်ကိုသွန်ရတဲ့ကောင်းမှုကြောင့်ဒီမှာလင်းထိန်နေတဲ့နေမင်းကြီးလိုပဲဖုံးတကူကြီးသောပုဂ္ဂိုလ်ဖြစ်ပြရစေတဲ့သူကဆုတောင်းလိုက်တယ်အဲ့ကိုရင်လေးရပြီးတဲ့အခါမှာဂင်းကမြင့်မှာသူရေစင်းချိုးပြန်ရောရေစင်းချိုးတဲ့အချိန်မှာဂင်းကမြင့်မှာလှိုင်းတဘိုးတွေကအရှိန်ဟုန်ကြီးကြီးနဲ့ထိုက်ခိုက်နေတာမြင်ပြီးတဲ့အခါမှာသူကတစ်ခါဆုတောင်းပြန်တယ်အဲ့ဒီဂင်းကမြင့်မှာအရှိန်ဟုန်နဲ့ပြင်းထန်စွာစီးဆင်းနေတဲ့ညစ်ရလိုပဲတဲ့အင်မတန်အဟုန်ပြင်းထန်သောပညာဉာဏ်ကြီးသောပုဂ္ဂိုလ်ဖြစ်ပြရစေတဲ့ဆိုမေခွန်းနှစ်ခုเนาะသူဆုတောင်းတာနှစ်ခုပထမကအမိုက်သွန်တဲ့နေရာမှာအမိုက်သွန်ရင်းနဲ့ပဲအဲ့ဒီမှာရှိတဲ့နေမင်းကြီးရဲ့အလင်းရောင်လိုပဲဤအမိုက်သွန်ရသောကုသိုလ်သည်နော်ဖုံးတကူအာနုဘောအင်မတန်ကြီးတဲ့နေမင်းကြီးလိုပဲ
ဟလာကြီးသောတကိုးရှိရပါစေဆိုတကိုးအရာနောက်တစ်ခါပညာအရာကြတော့နော်ခင်းကမြင့်မှာအရှိန်ဟုန်နဲ့စီးဆင်းနေတဲ့ရေတွေလိုပဲအဟုန်ပြင်းထန်သောပညာဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေဆိုအဲ့ကိုရင်လေးကဆုတောင်းတယ်အဲ့ဒီချိန်မှာခုနယဟန်တော်ကလည်းရေစင်းချိုးဖို့လာနေတဲ့ချိန်မှာကိုရင်ရဲ့ဆုတောင်းကိုကြားတဲ့အခါမှာအောင်မဲအမိုက်သွန်နဲ့ကုသိုလ်၄တောင်မှအမိုက်သွန်နဲ့ကုသိုလ်၄နဲ့ဒီကိုရင်ကဒီဆုကိုတောင်းရင်ငါလည်းဆုတောင်းမယ်ဆိုပြီးတော့အဲ့ဒီကိုရင်ကလည်းဘာယဟန်တော်ကဘာဆုတောင်းလဲဆိုဒီမှာအဟုန်ပြင်းထန်သောရေစည်းရှိတဲ့နော်ခင်းကမြစ်ကရေလိုပဲသူဒီလဲအဟုန်ပြင်းထန်သောပညာဉာဏ်ကြီးကိုမကအဲ့ဒီကိုရင်မေးသမျှသောမေကွန်ပု္ပ္ပာတိုင်းကိုအင်မတန်လျင်မြန်ထက်မြက်စွာနဲ့ဖြည့်ရှင်းနိုင်သောဉာဏ်ရှိပါရစေ။ तू ကအမိုက်တော်နဲ့ကုသိုလ်ပဲရှိတာလေ။ तू ကနေစေအမိုက်လှဲတဲ့ကုသိုလ်ရှိတာ哦။အဲ့ဒီကနေပြီးတော့ကတ္တဗမြတ်စွာဘုရားသူတို့လည်းကတ္တဗမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ပြီးတဲ့အချိန်မှာဒီကိုရင်ကောအဲ့ဒီယဟန်တော်လူဖြစ်လိုက်နတ်ဖြစ်လိုက်နဲ့ဘဝများစွာကောင်းရာသူဂတိတွေနေကြရတယ်အဲ့တော့သူတို့အကုန်လုံးဒီဘယ်မှာသွားဖြစ်လဲဆိုတော့တာဝရိန္ဒာနတ်ပြည်မှာနတ်သားတွေဖြစ်နေကြတယ်အဲ့ဒီထဲမှာမှတာဝရိန္ဒာနတ်သားဆိုတော့တာဝရိန္ဒာနတ်ပြည်မှာတရားမင်းကအုပ်စိုးနေတာ哦တရားမင်းကလည်းသိတယ်အဲ့ဒီချိန်မှာအဲ့ဒီကိုရင်လေးဘဝနေလာတဲ့နတ်သားလူပြည်ကိုအရင်ဆုံးသူကရောက်ရှိသွားကြတယ်ရောက်ရှိသွားပြီးတော့အခုဓမ္မမိတ်ဆွေတို့သင်ခဲ့တဲ့အတိုင်းပဲနော်ဒီဇဗုရိတ်ကျွန်းမှာပဲခုနတာဂရအမည်ရှိတဲ့နေရာမှာအဲ့ဒီကိုရင်လေးကမိလိန်ဒအမည်ရှိတဲ့မင်းလာဖြစ်တယ်အဲ့တော့မိလိန်ဒမင်းကဓမ္မမိတ်ဆွေတို့မနေ့ကလေ့လာခဲ့တဲ့အတိုင်းနော်ဗိဒကသုံးပုံနဲ့ကျွမ်းကျင်တဲ့အထာရတ္တတွေအကုန်လုံးသူကျွမ်းကျင်တယ်မကျွမ်းကျင်တာဘာမှမရှိဘူးအဲ့တော့သူ့ရဲ့ဆူတောင်းအတိုင်းတကိုးတွေလည်းဘုံတကိုးတွေလည်းကြီးတယ်ပညာဉာဏ်လည်းအင်မတန်ထက်မြက်တယ်ထက်မြက်ကြပြီးတော့တွေ့သမျှသောယဟန်ရှင်လူပုဂ္ဂိုလ်တွေကိုပညာအရာမှာမေးတဲ့အခါမှာအဲ့ဒီတာဂရမြို့မှာယဟန်တော်တွေမနေနိုင်ဘူးသူမေးတဲ့မေးခွန်းကိုမဖြေနိုင်တဲ့အတွက်ကြောင့်သူတို့အကုန်လုံးထွက်ပြေးနေရတယ်အဲ့ဒီလိုအခြေအနေရှိကြတဲ့အခါမှာအဲ့ဒီဟိမဝန္တာတောင်မှာသတင်းသုံးနေတဲ့အတ္တဂုတ်တမထေဆိုတဲ့ယဟန္တာကြီးတစ်ပါးရှိတယ်အဲ့တော့ခုနကယဟန်တော်တွေကအဲ့တာဂရမြို့မှာလုံးဝမနေနိုင်ကြပဲနဲ့သွားနေရတဲ့အချိန်မှာဆင်းရဲကြတာပေါ့ဆင်းရဲကြတဲ့အချိန်မှာအဲ့ဒီမထေကြီးကနေပြီးတော့အဘိညာဉ်တကူနဲ့ကြည့်တဲ့အခါဒီမိလိန်ဒာမင်းရဲ့ကိုနော်တနည်းအားဖြင့်ပြောရင်သူ့ရဲ့မေကွန်းနေနဲ့နှိပ်စက်တဲ့ဓာတ်ကိုဖြည့်ရှင်းနိုင်မဲ့ပုံကိုယ်ဒီဘယ်မှာရှိလဲလို့စဉ်းကျင်ကြည့်လိုက်တဲ့အချိန်မှာတာဝရိန္ဒာနတ်ပြည်မှာရှိတယ်တာဝရိန္ဒာနတ်ပြည်မှာသူဒီခုနပြောတဲ့နော်ဝေဇယန္တာတရားမင်းနေတဲ့ဝေဇယန္တာပြတ်သက်ရဲ့အရှိမြောက်အရက်မှာကေတုမတိဆိုတဲ့ဗိမာန်မှာသတင်းသုံးနေတဲ့နော်နေတဲ့မဟာသေနနတ်သားဆိုတာရှိတယ်အဲ့ဒီမာနေသေနနတ်သားကပဲအဲ့ဒီမိလိန်ဒါမင်းကိုသူဒီနော်နှိမ်နှင်းနိုင်လိမ့်မယ်ဆိုတာသူကတွေ့တဲ့အခါမှာသူ့နောက်လာတဲ့ယဟန်တော်တွေကိုသူကအဲ့ဒီအကြောင်းကိုပြောတဲ့အခါမှာယဟန်တော်တွေကတူတူပဲပြောမယ်နော်အဲ့ဒီယဟန်တော်တွေအကုန်လုံးကယဟန်တာကြီးတွေလည်းဖြစ်တဲ့အတွက်ကြောင့်သူတို့ကတာဝရိန္ဒာနတ်ပြည်ကိုတကိုးဘိညာဉ်နဲ့ကြွသွားကြတယ်အဲ့လိုကြွသွားတဲ့အချိန်မှာတရားမင်းကမြင်တယ်ကယဟန်တော်တွေကြွလာတယ်ဘာအကြောင်းကြောင့်ရှိပါလဲဆိုပြီးတော့သူတို့ရဲ့ဆရာအတ္တဂုတ်တမထေကလွတ်လိုက်တာပါဆိုတဲ့ကြောင့်တရားမင်းကလူပြည်ကိုဆင်းပြီးအတ္တဗုဒ္ဓမထေကလူပြည်မှာပဲကြံခဲ့တာအဲ့တော့ဒီလူပြည်ကိုဆင်းပြီးတော့မေးတယ်အရှင်ဖေဟာတပည့်တော်တို့တရားဆိုတာဒီဖေရဲ့သာသနာမှာတန်ဃာတော်ရှင်သူမြတ်တွေရဲ့နော်ဖေရှင်ရဲ့အယံကိုစောင့်နေရတဲ့အကြောင်းဆောင်လိုပါပဲဖေရှင်ဖေတို့ဘာများတရင်ဘာများလို့ရှိလဲဆိုဆရာတော်ကအဲ့ဒီယဟန္တာမထေရမြတ်ကြီးကပြောတယ်အဲ့ဒီမိလိန်ဒာမင်းဆိုတာရှိတယ်ယဟန်တော်တွေကိုသူကအမေးပု္ပ္ပာပြဿနာတွေမျိုးစုံထုတ်ပြီးတော့နှိမ့်ဆက်နေတယ်ယဟန်တော်တွေမဖြေရှင်းနိုင်တဲ့တခါပညာမှန်လည်းအင်မတန်ကိုထက်ခက်ထန်တယ်ပေါ့အဲ့တော့ဒီမိလိန်ဒာမင်းကိုနှိမ်နှင်းနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဒီမဟာသေနနတ်သားပဲရှိတယ်ဒါကြောင့်သူ့ကိုနော်ဒီမိလိန်ဒာမင်းကိုနှိမ်နှင်းနိုင်ဖို့လူပြည်ကိုလာပြီးတော့ပဋိသန္ဓေနေဖို့ယဟန်တာတွေကိုနှိပ်လွတ်လိုက်တာပါလို့ပြောလိုက်တဲ့အချိန်မှာယဟန်တရားမင်းက
ရှင်ဖေရတဲ့ဒီမေလိန်ဒါမင်းဆိုတာလေတပည့်တော်တို့ဒီတောင်ရင်သာနတ်ပြည်ခပဲစုတည်သွားတဲ့နတ်သားပါပဲအဲ့တော့မဟာသေနနတ်သားကို तू သွားပြီးတော့ तू လဲပြောပေးပါမယ်ပေါ့ဆိုပြီးတော့ဒီတရားမင်းဟာဒီယဟန္တာတွေနဲ့အတူဒီမဟာသေနနတ်သားကိုလူပြေမှာဒါပဋိသန္ဓေနေဖို့ဒါကိုပြောတဲ့အချိန်မှာ तू ကလူပြေကိုမနေခြင်းဘူးလူပြေဆိုတာအင်မတန်လဲရှုပ်ထွေးတယ်နော်ဂရဝါဒကိစ္စတွေလည်းများတယ် तू မနေခြင်းဘူးလူတို့ကိစ္စတွေနဲ့ तू လူပြေကိုမသွားချင်မအောင်ညှင်းဆန်တယ်အဲ့ဒီအချိန်မှာယဟန္တာမထေမြတ်တရားလည်းမဟုတ်ပါဘူးဒီမိလိန်ဓမင်းရဲ့ပြဿနာကိုလည်းဖြေရှင်းဖို့တန်ဃာတော်တွေလည်းချမ်းချမ်းသာသာနေနိုင်ဖို့ဖရာသာသနာကိုလည်းချီးမြှောက်ဖို့အတေနသားသည်လူပြေမှာပဋိသန္ဓေနေပါလို့ဝိုင်းနဲ့ပြောတဲ့အချိန်မှာအော်ဖရာသာသနာကိုချီးမြှောက်ဖို့ဆိုတဲ့စကားတစ်ခုနဲ့ပဲဝမ်းမြောက်ဝမ်းသာလူပြေကိုပဋိသန္ဓေနေဖို့ရန်ဝန်ခံဂတိပြုလိုက်တယ်ဆိုတော့ဒါလေးတွေကထူးခြားချက်ကလေးတွေเนาะဒါတတိထားအဲ့တော့လူပြေကိုလာတဲ့အချိန်မှာတာရိန်သာနတ်ပြည်ကနေပြီးတော့ဘယ်မှာလာတယ်ဆိုဟိမဝန္တာတောင်နီးမှာရှိတဲ့ဇင်္ဂလဆိုတဲ့ပုံနာရွာမှာသောနုတ္တရဆိုတဲ့ပုံနာအိမ်မှာနာဂသေနာဆိုတဲ့အမိနဲ့ပဋိသန္ဓေယူတယ်အဲ့တော့နာဂသေနာအနေနဲ့ပဋိသန္ဓေယူတယ်တူတူပဲခြုံကြရမယ်ဆိုရင်ပဋိသန္ဓေနေတဲ့အချိန်မှာလဲထူးခြားတဲ့နမိတ်တွေဖြစ်တယ်နော်တမန်နေထားတွေမဟုတ်ဘူးအဲ့ဒီကနေပြီးတော့လွယ်လွယ်ပြောရင်ပုံနာဆိုတဲ့အတွက်ကြောင့်သူတို့ကဗြဟ္မဏကိုကိုးကွယ်တာဗြဟ္မာတွေကိုကိုးကွယ်တယ်ကိုးကွယ်တာဖြစ်တဲ့အတွက်ကြောင့်ဒီဖရာရဲ့ဒီအချိန်မှာဂေါရမမြတ်စွာဘုရားလွန်တော်မူသွားပြီနော်နှစ်ပေါင်း900ဖြစ်နေပြီကြောနေခဲ့ပြီပေါ့မိလိန်ဒမင်းကရှိနေပြီအဲ့တော့ဒီနာဂသေနာအမေရှိတဲ့သဒ္ဓိုသားလေးကပုံနာဗြဟ္မဏဝါဒပဲရှိတဲ့သူ့အဖေဒီပုံနာတွေရဲ့အိမ်မှာပဲရှိတယ်ဆိုတော့သူတို့ကဖះမကိုးခွေဘူးလေသူတို့အဲ့တော့ဒီအချိန်မှာဒီယဟန်တော်တွေကအဲ့ဒီပုံနာအိမ်မှာလာပြီးတော့ဆွမ်းငံကြွပေမဲ့တခါမှဆွမ်းလောင်းမလှူအဲ့ဒီကနေပြီးတော့9နှစ်တိတိနော်အဲ့ဒီယဟန်ဒါမထေမြတ်ကလာပြီးတော့ဆွမ်းငံကြွတဲ့အချိန်မှာနောက်ဆုံးကတော်ဆွမ်းမှာဆိုတဲ့စကားလေးကိုအာနာပါနာရလိုက်တဲ့အချိန်မှာဩထူးထူးခြားခြားကတော်စွန်းအောင်ရခဲ့ပြီဆိုပြီးတာဓုခေါ်တယ်ပေါ့အဲ့ဒီကနေပြီးတော့တူတူပဲပြောချဆိုနာဂသေနာသဒ္ဓိုသားလေးကလည်း9နှစ်အရွယ်ရှိတော့ဗေဒသုံးပုံဆိုတဲ့ပုံနာတွေတက်တင်တာတွေသူတို့သင်ယူကြတယ်သင်ယူရင်းနဲ့ပဲဒီပညာသည်သူဖခင်ကိုမေးတယ်ပေါ့ဖခင်ပေါ့ဒီပညာတဲ့ထူးတဲ့ပညာမရှိဘူးလားမရှိဘူးဒါဆိုလို့ရှိရင်နော်သူထူးခြားတဲ့ပညာသင်ញင်မှဆိုနောက်ဆုံးတူတူပြောရင်အိမ်ဝန်ဆွမ်းငံကြွလာတဲ့ရဟန္တာမထေမြတ်စီမှာသူကကြည့်တယ်အရှင်ဘုရားကိုကြည့်ရတာဟလာသပင်လည်းမရှိဘူးဥပြေကတုံဝိတဲ့သင်္ကန်းကလည်းဘာလဲဆိုမေးရင်းနဲ့ယဟန်ဝစ်ချင်းရဲ့ရည်ရွယ်ချက်အဲ့ဒါနောက်လေ့လာရတော့မယ်နော်အဲ့ဒါကိုသူမေးတယ်ဟိုကဖြေတယ်အဲ့တော့ဘာတွေတရားအပြင်ဘာတွေအရှင်ဘုရားစီမှာထူးခြားတဲ့ပညာရှိတယ်လဲဆိုတော့အဲ့ဒီပညာကိုသင်ကျင်လို့ရှိရင်တို့များလို့ပဲအဝတ်ကိုဝတ်နိုင်မှာဆိုတဲ့အတွက်နောက်ဆုံးတူတူပြောကြမယ်ဆိုဖခင်ထံမှာခွင့်တောင်းတယ်ဖခင်ကလည်း9နှစ်အရွယ်လေးပဲဖြစ်တဲ့အတွက်ကြောင့်ဒီပညာသင်ခွင့်ပြုလိုက်တယ်ပြီးရင်ငါတို့စီပြန်လာမှာပဲဆိုပြီးတော့ခွင့်ပြုလိုက်တဲ့အချိန်မှာနာဂသေနသဒ္ဓိုသားသည်အဲ့ဒီယဟန္တာမထေမြတ်ကြီးတွေရဲ့ထံမှာတာမဏေဝတ်တယ်တာမဏေကိုရင်လေးဖြစ်သွားပြီအဲ့တော့ပညာဉာဏ်ထက်မြက်တဲ့ပုံစံရှိတဲ့အတွက်ဘာအရင်ဆုံးသင်ပေးလဲဆိုအဘိဓမ္မာဘိဓကတ်ကိုသင်ပေးတယ်အဘိဓမ္မာကိုအရင်ဆုံးသင်ကြားပေးတယ်သင်ကြားပေးပြီးတဲ့အခါအဘိဓမ္မာကိုပဲအဘိဓမ္မာ9ကျမ်းအဲ့ဒါကိုသင်ကြားပေးတဲ့အခါမှာအင်မတန်ထက်မြက်စွာနဲ့အဘိဓမ္မာတွေအကုန်လုံးကျွမ်းကျင်သွားတယ်ကျွမ်းကျင်သွားပြီးတော့တုတ်တန်တဲ့ဝီနည်းကိုမသင်ပေးသေးဘူးအဲ့ဒီမသင်ပေးသေးပဲနဲ့အဘိဓမ္မာပဲသူတက်တယ်အဲ့ဒီကနေပြီးတူတူပြောရင်ယဟန်ဘဝရောက်သွားပြီယဟန်ဘဝရောက်သွားတဲ့အချိန်မှာတရားဟောတဲ့အချိန်မှာအဘိဓမ္မာတရားကိုဟောခိုင်းတယ်သူဟောတဲ့တရားနဲ့ပဲသောတာပန်ကြီးဖြစ်ကြတာရှိတဲ့ကြောင်းမာကြီးတွေစသည်ဖြင့်အဲ့ဒါနဲ့နောက်ဆုံးတူတူပြောလို့ရှိရင်သူကိုယ်တိုင်လည်းသောတာပန်ဖြစ်တယ်ဖြစ်ပြီးတဲ့အခါမှာဒီတဲ့ထူးခြားတဲ့တရားတွေကိုသင်ခြင်းပါတယ်ဆိုတဲ့အတွက်နော်ဒါစာသင်ဖို့သူလွှတ်လိုက်တယ်အဲ့ဒီလွှတ်လိုက်တဲ့အချိန်မှာနောက်ဆုံးဝီနီးနဲ့တုတ်တန်ဘိဓကတ်ကိုသင်တယ်ဘိဓကတ်3ပုံလုံးကိုနှုံကိုစောင်းနိုင်တယ်နောက်ဆုံးတူတူပြောရင်သူလည်းယဟန္တာဖြစ်သွားတယ်အဲ့တော့ထူးခြားချက်ကဘာဖြစ်လဲဆိုရင်
ဒီဖျားရှင်ပြိနိဗ္ဗာန်စံပြီးနှစ်ပေါင်း900မှာမိလိန်ဒါမင်းကြီးနဲ့ရှင်နာဂသေနာတို့ပေါ်ထွန်းမဲ့ဆိုတာလေဂေါတမမြတ်စွာဘုရားကဗျာဒိတ်စကားပြောကြားပြီးပြီသားဒီကနေပြီးတော့ဘာထူးခြားချက်ကြည့်လဲဆိုရင်အရှင်နာဂသေနာနဲ့ဒီမိလိန်ဒါမင်းကြီးနဲ့ဘသူအသက်ကြီးလဲဆိုကြည့်လိုက်ဘသူကအသက်ကြီးလဲမိလိန်ဒါမင်းကအသက်ကြီးတာပေါ့အရှင်နာဂသေနာနောက်မှမိလိန်ဒါမင်းကဘယ်ပြည်ဘယ်ကနေပြီးတော့မိလိန်ဒါမင်းဆိုတဲ့လူဘဝကိုရောက်ခဲ့တာလေတာဝရိန္ဒနတ်ပြည်ကနတ်သားပဲအရှင်နာဂသေနာရောတာဝရိန္ဒနတ်ပြည်ကနတ်သားပဲဒါပေမဲ့မိလိန်ဒါမင်းကြီးရဲ့ခုနပြောတာပညာဉာဏ်ဒီအင်မတန်ခက်ထန်ပြီးတော့နော်ထက်တန်ပြီးတော့ခုနယဟန်ရှင်လူပညာရှိတွေကိုနှိပ်စက်တာကိုဖြည့်ရှင်းဖို့ဆိုပြီးတော့သူကလူပြည်ကိုလာခဲ့ရတာအဲ့တော့ရှင်နာဂသေနာဘာဖြစ်လဲယဟန်တာကြီးဖြစ်သွားပြီနော်ဘေတကတ်သုံးပုံနှုံငုံဆောင်နိုင်တယ်အင်မတန်ပညာဉာဏ်ထက်တယ်ဆိုတော့သူတို့ရဲ့အတိတ်စုတောင်းနေပါနေပုံကိုတတိထားအဲ့တော့နောက်ဆုံးဟလာယဟန်တာမထေမြတ်တွေအကုန်လုံးကနေပြီးတော့ရှင်နာဂသေနာမိလိန်ဒါမင်းကြီးကိုဟလာပြီးတော့ဟလာဆုံးမပေးပါလို့ပြောတဲ့အတွက်ရှင်နာဂသေနာတီနော်မိလိန်ဒါမင်းကြီးစီမိလိန်ဒါမင်းကြီးရှိရပေါ့နော်ဒီနိကလင်မိလိန်ဒါမင်းကြီးကလည်းဒီမှာဆရာတော်ဘုရားရဲ့စာကိုသင်တွေ့အောင်ပါနော်သူကဘယ်နေရာမှာဘာပညာရှိတယ်လဲဆိုတာစနေအမြဲနာနေတာနိုင်ပြီးတော့ရှိတဲ့ပုံကိုယ်တွေစီသွားပြီးတော့မေးကြတော့အဲ့ဒီမှာသူတို့နေထိုင်တဲ့အဲ့တာဂရပြည်မှာနိုင်ငံမှာဆိုရင်ဘယ်ယဟန်ဘယ်ပညာရှိမှမရှိကြအောင်အဲ့တော့ဘယ်နေရာမှာဘာရှိသေးတယ်ကြာရင်သူကသွားနေကြတာနောက်ဆုံးအဲ့ဒီထဲမှာလဲပါလိမ့်မယ်ယဟန္တာမထေမြတ်ကြီးတပါးစီမှာသူသွားမေးတယ်ယဟန်ဝိချင်းရဲ့ရည်ရွယ်ချက်မေးတဲ့အခါမှာဟိုကဖြေပြပေမဲ့ तू မကျေနပ်တော့နောက်ဆုံးပြောတဲ့အခါမှာကတိကဖဲ့တွေပြောတဲ့အခါအဲ့ဒီယဟန္တာမထေမြတ်ကြီးကနှုတ်ပိတ်ပြီးတော့နေတယ်အဲ့တော့ဘယ်ပုံကိုယ်တွေပဲမေးဟလာဘယ်သူမှငါမေးတဲ့ပု္ပ္ပာကိုဖြည့်ရှင်းပေးနိုင်တာမရှိပါဘူးဆိုသူ့နားမှာရှိတဲ့မူကြီးမတ်ရာတွေအကုန်လုံးကလည်းတို့ပြောရင်အဲ့ဒီဘယင်ကြီးကိုတို့စိတ်ညစ်နေကြတာနော်အဲ့တော့ဒီဘယင်ကြီးရဲ့ပြင်သူမေးခြင်းနဲ့ तू ကလည်းသူ့ရဲ့အာတိတကလည်း तू မေးတာကိုဖြေနိုင်တဲ့ပုဂ္ဂိုလ်နဲ့ तू နှစ်ဖူးတွေ့ခြင်းတာနောက်ဆုံးတို့ပြောရင်အဲ့ဒီမှာနာဂသေနာဆိုတဲ့အရှင်မြတ်ရှိတယ်အဲ့ဒီအရှင်မြတ်စီသွားရင်ရနိုင်ပါတယ်လို့မူကြီးမတ်ရာတွေကပြောချင်နာဂသေနာဆိုတဲ့အတန်ကြားတဲ့က तू ကကြက်တိမွေးညင်းနေထသွားတယ်နောက်ဆုံးကြတော့အဲ့ဒီနာဂသေနာအရှင်မြတ်ကလည်းအဲ့ဒီသူ့ရဲ့နောက်ပါအဘိဓမ္မာသုတ်တံဝိနည်းတွေစောင်းတဲ့ပုဂ္ဂိုလ်ယဟန္တာတွေနဲ့ပဲကြွလာတယ်ယဟန္တာ8000လို့ပြောတယ်နော်ယဟန်8000ကြွလာတဲ့အချိန်မှာသူ့တဲ့ဝါငယ်က4000သူ့တဲ့ဝါကြီးက4000အဲ့ဒီ4000နှစ်ခုရဲ့ကြားမှာသူကသတင်းသုံးထိုင်နေတာအဲ့ဒီအချိန်မှာမိလိန်ဒါမင်းကြီးကလည်းနာဂသေနာအရှင်မြတ်ကိုသူကတွေ့ကျင်တယ်တွေ့ကျင်မဲ့သူကပညာဉာဏ်ကြီးတဲ့အတွက်ကြောင့်ငါကိုဘသူကနာဂသေနာမထေမြတ်လို့မပြောနဲ့ငါဉာဏ်နဲ့ငါစင်ခြင်းမယ်အဲ့တော့သွားတဲ့အခါမှာဟိုက4000ရဲ့ကြားထဲမှာထိုင်တာလေဒါပေမဲ့ तू ကကြည့်လိုက်တဲ့အချိန်မှာကျန်တဲ့ပုံကိုယ်တွေကဟုတ်လားအေးစစ်စစ်နဲ့တရားဓမ္မနှလုံးသွင်းပြီးတော့မျက်လွှာချပြီးနေပေမဲ့ဟိုရဲရဲနဲ့အရှင်နာဂသေနာကိုကြည့်လိုက်တဲ့အချိန်မှာဒီပုဂ္ဂိုလ်ဒီ4000ရဲ့ကြားမှာထိုင်နေတဲ့ပုဂ္ဂိုလ်ဒီအရှင်နာဂသေနာပဲလို့မြင်ချင်းလဲသိတယ်သိုံနေမကောက်မြင်လိုက်တဲ့အချိန်မှာသူ့စိတ်ထဲမှာတခါမှကြောက်ရွံ့ခြင်းဆိုတာမဖြစ်ခဲ့ဘူးလားကြောက်ရွံ့ခြင်းလည်းဖြစ်တယ်အဲ့ဒီကနေစပြီးတော့အရှင်နာဂသေနာစီချင်းကပ်တယ်မိကွန်းနေစမေးတယ်မိကွန်းမှာတင်သူ့စိတ်ဒီအင်မတန်အေးချမ်းမှုရတယ်အဲ့တော့သူစမေးတဲ့မိကွန်းဒီအဘိဓမ္မာဆိုင်ရာတွေပဲဟိုအဘိဓမ္မာတွေကိုကျွမ်းကျင်ထားတဲ့အတွက်ဒါကြောင့်အခုမိလိန်ဒါပညာမိလိန်ဒါမင်းကြီးရဲ့မိကွန်းတွေကိုကြည့်တဲ့အချိန်မှာအဘိဓမ္မာဆိုင်ရာတွေတော်တော်များပါမယ်အဲ့တော့အဘိဓမ္မာဆိုင်ရာဆိုတာအဘိဓမ္မာဗေဒကတရားတော်ကိုပြောတာမဟုတ်ဘူးအဘိဓမ္မာဆိုတာမိမိတန်တန်မှာရှိနေသောရုပ်တရားနံတရားတွေအကြောင်းပဲအဲ့တော့အဘိဓမ္မာအတိုင်းနဲ့ပြောကြမယ်ဆိုရင်ရုပ်တရားမိမိတန်တန်မှာတရှိတတ္တဝါတိုင်းမှာရုပ်တရားရှိကြမယ်ပြီးရင်နံတရားဆိုတဲ့အတွက်အာယုန်တွေအစဉ်အတန်အနံ့ရတာအတွေ့အထိအစရှိတဲ့အာယုန်တွေကိုသိနိုင်သောနံတရားတွေရှိမယ်
အဲ့ဒီနံတရားထဲမှာအာယုံကိုရအောင်ယူခြင်းသဘောတတိရှိတဲ့စိတ်တရားရှိမယ်အဲ့ဒီစိတ်တွေကိုအကောင်ဆိုအမျိုးမျိုးအယောင်ချေပေးနေမဲ့စေတသိက်တရားတွေရှိမယ်ဒါကြောင့်သက်ရှိတတ္တဝါတယောက်မှာရှိတဲ့တရားကိုပြောပါဆိုရင်ယုံနံတရားအဲ့ဒီယုံနံတရားတို့သည်အမြဲတမ်းသူ့သဘောသူဆောင်ပြီးတော့မဖောက်မပြတ်အမြဲတမ်းမှန်တဲ့အတွက်ကြောင့်ပရမတ်တရားအဲ့ဒီယုတ်တရားရဲ့နံတရားကိုခွဲလိုက်ရင်စိတ်နဲ့စေတသိက်ဆိုတဲ့အတွက်ကြောင့်သက်ရှိတတ္တဝါတယောက်ဝေပရမတ္ထတရားဘယ်နှပါးရှိသလဲဆို3ပါးရှိမယ်စိတ်စေတသိက်ယုတ်အဲ့ဒီအကြောင်းတွေကိုမိလိန်တာမင်းကြီးကမေးလိုက်မယ်အရှင်နာဂသေနာကလည်းဖြေလိုက်မယ်အဲ့ဒါကြောင့်ဒါကိုတစ်ဖြတ်အရင်ကြည့်ရမယ်တမဲ့အရာဝတ္ထုအိုးရင်တိုက်တာတွေမှာဆိုရင်ဘာတရားရှိမလဲယုတ်တရားရှိမယ်ဒါကြောင့်အဲ့ဒီယုတ်တရားနံတရားတွေမှန်သမျှသည်အကြောင်းကြောင့်သာလင်ဖြစ်ရတယ်အကြောင်းမရှိပဲဖြစ်ရိုးထုံးစံမရှိတဲ့အတွက်အကြောင်းနဲ့အကြောင်းကြောင့်ဖြစ်ရတဲ့တရားကိုအကျိုးလို့ပြောမယ်အကျိုးဆိုတာတွေ့ရင်ဘယ်အကြောင်းဖြစ်လဲအကြောင်းကိုပြန်ဆိုင်ရမယ်အဲ့ဒီအကြောင်းအကျိုးဆိုတဲ့သဘာဝတွေကိုလည်းမိလိန်တာမင်းကြီးကမေးလိုက်မယ်အဲ့ဒါကိုကျမတို့ကြားဘူးနေတယ်အဲ့ဒါပဋိစ္စသမုပ္ပတ်လို့ခေါ်လိုက်မယ်အဲ့ဒီထဲမှာမိလိန်တာမင်းကြီးရဲ့မေကွန်ပြဿနာတွေထဲမှာပဋိစ္စသမုပ္ပတ်တရားလဲပါလိမ့်မယ်အဲ့ဒါလဲအဘိဓမ္မာပဲအကြောင်းကြောင့်ဖြစ်တဲ့တရားတွေမှန်သမျှသည်မမြဲကြဘူးဖြစ်ပြီးပြက်ကြတယ်အဲ့တော့မမြဲတဲ့သဘာဝတွေဆင်းရဲမမြဲတဲ့သဘာဝကိုဖြစ်ပြီးပြက်တတ်တဲ့အတွက်အနိစ္စလို့ခေါ်မယ်မိမိမှာရှိတဲ့ယုံ nant တရားမှန်သမျှသည်ဖြစ်ပြီးပြက်တဲ့အနိစ္စတရားတွေဖြစ်တဲ့အတွက်ဖြစ်ချင်းပြက်ချင်းကနှိမ့်ဆက်တဲ့သဘာဝကိုဒုက္ခလက္ခဏာဒုက္ခရှိလိမ့်မယ်ဒါသည်သူ့သဘောသူဆောင်တဲ့အတွက်ကြောင့်အနတ္တဒါကြောင့်ယုတ်တရားနံတရားမှန်သမျှသည်အနိစ္စဒုက္ခအနတ္တလက္ခဏာအမှတ်အသားတွေပါလိမ့်မယ်အဲ့တော့ဒီယုံ nant ခန္ဓာတွေရှိနေတဲ့၍ဒီလက္ခဏာတွေပါလိမ့်မယ်အဲ့ဒါတွေကြောင့်ယုံ nant ခန္ဓာတွေကလွတ်တဲ့တရားသည်နိဗ္ဗာန်လို့ခေါ်မယ်အဲ့ဒီနိဗ္ဗာန်ဆိုင်ရာပြဿနာတွေလဲမိလိန်တာမင်းကြီးမေးတဲ့အထဲမှာပါလိမ့်မယ်အဲ့တော့လောကမှာတကယ်ထင်ရှားရှိတဲ့မဖောက်မပြတ်အမြဲတမ်းမှန်နေတဲ့တရားကိုပရမတ္ထလို့ခေါ်တယ်ပရမတ္ထတရားသည်၄ပါးရှိမယ်စိတ်စေတသိက်ယုတ်နိဗ္ဗာန်အဲ့ဒီမှာမှသက်ရှိတတ္တဝါတွေမှာရှိတဲ့ပရမတ်ကိုပြောပါဆိုရင်စိတ်စေတသိက်ယုတ်အဲ့ဒီစိတ်စေတသိက်ယုတ်တွေကိုပဲသူ့ဟာနဲ့သူအပေါင်းစုနဲ့တွားတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာလို့သုံးလိုက်မယ်အပေါင်းစုဆိုတာအတိတ်ပိစုပန်အနာဂတ်အတိတ်ပိစုပန်အနာဂတ်ကာလတွေရှိကြလိမ့်မယ်မိမိတန်တန်မှာရောသူတစ်ပါးတန်တန်မှာလည်းရှိကြလိမ့်မယ်မြင့်မြတ်တဲ့တရားရှိတယ်လို့ယုံနေတဲ့တရားတွေလည်းရှိမယ်ဉာဏ်နဲ့နှိကတဲ့ယုံ nant သဘာဝတွေရှိတယ်လို့ဉာဏ်နဲ့မှန်းဆလို့မရနိုင်အောင်တိမ်မွေ့တဲ့သဘာဝတွေလည်းရှိလိမ့်မယ်အဲ့ဒီလိုပေါင်းစုထားတာကိုပဲခန္ဓာလို့သုံးတယ်နိဗ္ဗာန်ဆိုတာခန္ဓာမဟုတ်ဘူးဒါကြောင့်ခန္ဓာတွေချုပ်ငြိမ်းသွားမှဒါကိုနိဗ္ဗာန်လို့ခေါ်တယ်သို့တော့ခန္ဓာရှိတဲ့သက်ရှိတတ္တဝါတွေဒီတိုင်းပဲနေလို့မရဘူးတယောက်နဲ့တယောက်ပြောဆိုဆက်ဆံရမှာတွေရှိသေးတယ်အဲ့ဒါကိုတော့ပြောဆိုဆက်ဆံဖို့ရန်ဘာပြောကြလဲဆိုအမေနာမတွေပေးကြရလိမ့်မယ်အဲ့ဒီအမေနာမတွေနဲ့ခေါ်ဝေါ်ကြတာကိုပညတ်လို့သုံးလိမ့်မယ်အဲ့တော့ပထမဆုံးသောမိလိန်တာမင်းကြီးကရှင်နာဂသေနာကိုမေးတဲ့မေကွန်ပု္ပ္ပာတိပညတ်ဆိုင်ရာဖြစ်ပါတယ်ဒါကြောင့်လောကကြီးမှာသိသင့်သိထိုက်တဲ့တရားတွေကိုညေရဓမ္မတရားလို့ခေါ်ပါတယ်အဲ့ဒါအဘိဓမ္မာဆိုတာအဲ့တရား၅ပါးအကြောင်းကိုခေါ်ထားတာဖြစ်ပါတယ်အဲ့ဒီအဘိဓမ္မာမှာပါတဲ့တရားတွေဒီဘာတွေလဲလို့ပြောရင်စိတ်စေတသိက်ယုတ်အဲ့ဒီယုတ်တွေနံတွေစိတ်စေတသိက်ယုတ်တွေချုပ်ငြိမ်းသွားတာလွတ်မြောက်သွားတာကိုနိဗ္ဗာန်လို့ခေါ်မယ်အဲ့တော့စိတ်စေတသိက်ယုတ်နိဗ္ဗာန်ဆိုတဲ့ပရမတ္ထတရား၄ပါးအဲ့ဒီမှာနာမည်တွေတက်တဲ့ပညတ်ပါလိမ့်မယ်အဲ့ဒါကြောင့်အဘိဓမ္မာဒီဒေသနာတွေထဲမှာစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညတ်ဆိုင်ရာပု္ပ္ပာတွေရှင်မိလိန်တာမင်းကြီးကမေးမှဖြစ်တဲ့အတွက်အဘိဓမ္မာသင်ပြီးသားသူတွေကတော့ဒါဒီသဘောလေးနဲ့အမေပု္ပ္ပာကိုသင်ထားတဲ့အဘိဓမ္မာနဲ့မှတ်သားပြီးတော့ဉာဏ်နဲ့ကွန့်ပြီးတော့ကိုယ်တိုင်လဲဝိပဿနာတရားတွေရှုမှတ်ထားမယ်ကိုယ်ယုတ်တရားနံတရားကိုမြင်ထားမယ်ဆိုရင်တော့လွယ်လိမ့်မယ်
အဲ့ဒီမှာမိလိန်ဒါမင်းကြီးရဲ့ခက်ရခက်စစ်ပြဿနာတွေကိုအရှင်နာဂသေနာဖြေပေးလိုက်မယ်အဲ့တော့အဘိဓမ္မာမသိရသေးတဲ့သူကိုလည်းကျမတခုချင်းသိရင်းနဲ့ပဲအဘိဓမ္မာပါတွဲသင်ပေးသွားမယ်စိတ်ကူးပါတယ်เนาะဒါကြောင့်ဒီပု္ပ္ပစာတွေပါလိမ့်မယ်ဒါအပြင်ကျမတို့အားလုံးကိုယ်တိုင်လည်းယုံမှားခြင်းတွေရှိကြတယ်ကျမတို့ယုံမှားခြင်းဆိုတာဉာဏ်မမီတဲ့အချိန်မှာယုံမှားတတ်တဲ့သဘာဝအဲ့ဒီယုံမှားခြင်းဒီစိတ်ရဲ့အညစ်အကြေးတစ်ခုပဲအဲ့ဒါကိုပါဠိလိုပြောရင်ဝိသိကိစ္စလို့သုံးတယ်အဲ့ဒါလေကိုယ်မှရှိတဲ့စေတသိက်တရားပဲအဲ့ဒီဝိသိကိစ္စဝင်သွားရင်ဆက်ပြီးတော့တရားတွေအထုတ်လို့မရဘူးအဲ့ဒါဒီစိတ်အညစ်အကြေးတစ်ခုပဲဒါကြောင့်ဝိသိကိစ္စနိဝရဏလို့ခေါ်ကြတယ်ဟုတ်လားကျမတို့သင်ခဲ့ပြီးပြီနော် level 1တော့ကဆိုစိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားနည်းဆိုဝိသိကိစ္စနိဝရဏကိုဖယ်ရှားရင်ဘာလုပ်ရမလဲဘုဒ္ဓရှိတဲ့ပုဂ္ဂိုလ်တွေကိုဟုတ်လားချင်းကပ်ရမယ်သင်ယူရမယ်မင်းမြန်းရမယ်ဒါတွေပါထားပြီးပြီဟုတ်သလားအဲ့တော့ဒီဝိသိကိစ္စဆိုရက်စိတ်အညစ်အကြေးတွေဝင်လာပြီဆိုရင်တန်တရားတွေဝင်လာရင်တရားထုတ်လို့မရအဲ့တော့ဝိသိကိစ္စဆိုရက်အညစ်အစိတ်ရဲ့အညစ်အကြေးတွေဒီဘယ်ဟာတွေပေါ်မှာဉာဏ်မမီပဲယုံမှားတန်တရားဖြစ်တတ်လေဆိုရင်ဖယားအပေါ်မှာလဲယုံမှားတန်တရားဖြစ်တယ်ဒါကြောင့်ဖယားရှင်၌ယုံမှားခြင်းဖယားဟောတော်မူသောတရားတော်၌လဲယုံမှားတတ်တယ်ဒါကြောင့်တရားတော်၌ယုံမှားခြင်းတန်ခါတော်မှာလဲယုံမှားကြတယ်တန်ခါတော်၌ယုံမှားခြင်းအကျင့်သိက္ခာဆိုတဲ့သီလသမารီပညာယာမှာလဲယုံမှားတတ်တယ်ပြီးရင်ယုံနံခန္ဓာတွေရဲ့ပြီးခဲ့တဲ့အတိတ်တွေဘဝမှာလဲယုံမှားတတ်တယ်ဒါကိုရှေ့အစွန်း၌ယုံမှားခြင်းတချို့ကကြတော့နောက်ဖြစ်မဲ့ယုံနံခန္ဓာတွေနဲ့ပတ်သက်ပြီးတော့ယုံမှားတန်တရားတွေရှိကြဒါကြောင့်နောင်ဘဝဆိုတာရှိမရှိဆိုတော့ကျမတို့ခုလေ့လာခဲ့ကြတဲ့ထဲမှာပု္ပ္ပစာတွေပါတယ်မဟုတ်ဘူးလားနောင်ဘဝရှိမရှိရှိလားမရှိလားဆိုတန်တရားတွေဝင်နေမသေးကြဘူးဆိုရင်ဘာလုပ်ရမလဲခုကျမတို့အရင်ဆုံးဘဝခရီးဝေရွေးချယ်ရတော့လမ်းမှာပါတယ်မှတ်လားနောင်ဘဝရှိမရှိအဲ့တော့ရှိလားမရှိလားမသေးကြဘူးကိုညံနဲ့လည်းမဆုံးဖြတ်နိုင်ရင်ဘာလုပ်ရမလဲရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီဘဝမှာကောင်းနေကြပါနှစ်ဖက်ကောင်းပြီးတော့တေးချတော့လမ်းဆိုတာပါတယ်မှတ်လားဒါကြောင့်ဒီဘဝမှာကောင်းအောင်နေမယ်နောင်ဘဝရှိမယ်ဆိုရင်လည်းကောင်းတဲ့အကျိုးရမယ်နောင်ဘဝမရှိဆိုရင်လည်းဒီဘဝမှာကောင်းတဲ့အနေနဲ့နေထားတဲ့အတွက်ကြောင့်ပညာရှိသူတော်ကောင်းကြီးတွေချီးမွမ်းခံရမယ်ဆိုတာပါထားတယ်ဒါကြောင့်နောင်ဘဝနဲ့ပတ်သက်ပြီးတော့လေယုံမှားနောက်ဘဝခန္ဓာနဲ့ပတ်သက်လေယုံမှားတယ်တချို့ကြတော့ရှေးဘဝနောက်ဘဝနှစ်ခုစလုံးမှာယုံမှားတယ်ဆိုဝိသိကိစ္စဆိုတဲ့ယုံမှားခြင်းသည်၈ခုရှိတယ်ဖယားရှင်၌ယုံမှားခြင်းတရားတော်၌ယုံမှားခြင်းတန်ဃာတော်၌ယုံမှားခြင်းကျင့်ရမယ်အကျင့်သိက္ခာ၌ယုံမှားခြင်းရှေ့ခန္ဓာတွေနဲ့ပတ်သက်ပြီးတော့ယုံမှားတယ်ဒါကိုရှေ့အစွန်း၌ယုံမှားခြင်းနောက်အစွန်း၌ယုံမှားခြင်းရှေ့နောက်အစွန်းနှစ်ပါး၌ယုံမှားခြင်းပဋိစ္စသမုပ္ပါဒ်၌ယုံမှားခြင်းဆိုပြီးတော့ယုံမှားခြင်း၈ခုရှိတယ်အဲ့ဒီပြဿနာတွေယုံမှားခြင်းတွေကိုလေဒီမိလိန်ဒါမင်းကြီးကရှင်နာဂသေနာကိုမေးတယ်အဲ့တော့ခုမိလိန်ဒါမင်းကြီးရဲ့ပု္ပ္ပစာပေါင်းတကယ်ကျမ်းရင်းမှာခုတ်တကနေကယ်မှာကျမ်းရင်းထဲမှာပါခဲ့တာဒီ304ခုသို့တော့ကျေးဇူးတော်ရှင်ဆရာတော်ဖရာကြီးကကျမတို့အပေါ်မှာတက်တက်ညာညာနဲ့ဒီပြဋ္ဌာန်းစာထဲမှာ86ခုပဲပါတယ်ဝန်တာစရာကြီးနော်304ကို86ခုပဲကြက်ရမှာ86ခုပဲမှတ်ရမှာဆိုတော့တော်တော်ကြီးကိုကောင်းလားမကောင်းလားဒါကြောင့်ဒီတောင်ကတော့အေးစေကြောနိုင်တယ်လို့ခုတည်းကအာမွေးထားတက်မှတက်နိုင်ပါမလားကြောမှကြောနိုင်ပါမလားဆိုခုတည်းကအာမယောနဲ့ဟုတ်ပြီနော်ကျမတို့86ခုကိုကျမကပု္ပ္ပစာလေးတွေကိုဂန္ဓာလေးတွေခွဲပြီးတော့သင်မယ်အဲ့တော့အဘိဓမ္မာဆိုင်ရာတွေကိုတတ်ခွဲပြီးတော့အရင်သင်မယ်ပြီးရင်ခုနပြောတဲ့ပဋိစ္စသမုပ္ပါဒ်ခန္ဓာသိကြသင်မယ်ပြီးရင်ပဋိသန္ဓေဆိုင်ရာတွေတော့ရှေ့အစွန်းနောက်စွန်းနေနဲ့ပတ်သက်တာတွေသင်မယ်ပြီးရင်ဖယားနဲ့ပတ်သက်တာတွေလည်းသူကတန်တရားတွေပါသေးတယ်အဲ့ဒီလိုခန္ဓာလေးတွေနဲ့ခွဲမယ်နောက်ပြီးတော့ကျမတို့လောကမှာကိုမစင်းစားတဲ့နာတွေနော်ဟိုညံမမီတဲ့နည်းအားဖြင့်မဲ့ဖို့နိဗ္ဗာန်နဲ့ဘာမှမအပ်ဆက်ဘူးဘုဒ္ဓတက်
အဲ့ဒီမေကွန်းနေလေမိလင်ဒါမင်းကြီးကပေါက်ပေါက်ရှာရှာလေးသူမေးထားတော့ကျမတို့လည်းတစ်ခါတလေအဲ့ဒီအတွေးတွေးတယ်လေသမုတ်တယ်ကြီးကဘလောက်တောင်နဲ့တာလဲလို့ပါတော့အဲ့ပု္ပ္ပစာတွေလည်းပါမယ်အဲ့တော့ဘုဒ္ဓကဏ္ဍကိုပြီးကြလေ့လာရင်ဒီအစဉ်တိုင်းသာလေ့လာရင်ကျမတို့ကဒီတစ်ခုနားလဲပြီးရင်နောက်တစ်မျိုးပြောင်းဆိုကျမတို့အတွက်အစဉ်မပြေဘူးဟုတ်တယ်လားဒါကြောင့်ကျမအဲ့ဒီလိုကဏ္ဍလေးတွေခွဲပြီးတော့ဓမ္မမိတ်ဆွေတို့နဲ့အတူတူတွဲသင်မယ်ပြီးသလောက်ကိုတော့ဓမ္မမိတ်ဆွေတို့ကတနေ့စာတနေ့ကိုကိုယ့်အကိုမှတ်စုလေးထုတ်ထားပါတော့ကျက်တော့ကျမစီရမှတ်စုမမျော်လင့်နဲ့တော့ဟုတ်တယ်လားကိုမှတ်စုလေးတွေနဲ့ကိုကျက်မယ်နော်ရမယ်နော်မှတ်စုကိုမမျော်လင့်နဲ့လို့ဆိုတာအဲ့ဒါပြောကိုယ့်အကိုလည်း prepare လုပ်ဖို့မလိုဘူးလားရပြီနော်အဲ့တော့ဒီကဏ္ဍလေးတွေသိမယ်ဆိုတော့နော်အဲ့တော့ဓမ္မမိတ်ဆွေတို့ရဲ့စာအုပ်ကလေးကြည့်ကြမယ်အသစ်ထုတ်တဲ့ထွက်လာတဲ့စာအုပ်မှာတော့မာတိကာပါတယ်အဲ့တော့မာတိကာပါပေမဲ့ခုကျမတို့ကစာအုပ်သစ်နဲ့မာတိကာလေးပဲထူတယ်ကျန်တာအကုန်တူတူပဲဆိုတဲ့အကြောင်းကျမနဲ့အတူတူကြည့်ရအောင်နော်ဟိုအရှိကသင်လက်စတွေကနောက်ဟိုစာပေပရိုလေးကောင်းတဲ့အခါမှာကျမဆက်သိမယ်အဲ့တော့ဓမ္မမိတ်ဆွေတို့ရဲ့စာအုပ်မှာပညာဆိုတဲ့အမေးပု္ပ္ပစာ86ခုရှိလိမ့်မယ်အဲ့တော့စာမျက်နှာ26စာမျက်နှာ26လိုက်မှတ်မယ်နော်စာမျက်နှာ26မှာဘာစတွေ့မလဲဆိုပညတ်တိပညာဆိုတာတွေ့လားရှင်အဲ့ဒါလေးကိုတစ်လုပ်ထားခဲ့ပါဟုတ်ပြီနော်အဲ့ဒါအဘိဓမ္မာဆိုင်ရှေ့မှာဘာရေးထားမလဲဆိုအဘိဓမ္မာဆိုင်ရာဆိုတာလေးခေါင်းစဉ်လေးတက်ပေးပါနော်အဘိဓမ္မာဆိုင်ရာမေကွန်ပု္ပ္ပစာတွေအဲ့တော့အဘိဓမ္မာဆိုတာစိတ်စတသိက်ယုံနိဗ္ဗာန်ဆိုတဲ့ပြဉ္ညတ်ပရမတ္ထတရား၄ပါးရဲ့ပြဉ္ညတ်တွေပါမယ်ဆိုတော့ပထမဆုံးစတာပြဉ္ညတ်တိပညာနော်ပြီးရင်ဓမ္မမိတ်ဆွေများစာမျက်နှာ44စာမျက်နှာ44မှာဝတ္တကဏနပညာတွေ့ပါလားရှင်အဲ့ဒါလေးပညာနဲ့ပါပဲเนาะအဲ့ဒါလေးလည်းမှတ်ခဲ့ပါပြီးရင်စာမျက်နှာ62စာမျက်နှာ62မှာအနန္တကာယပညာတွေ့ပါလားရှင်အဲ့ဒါကတော့မိလိန်ဒမင်းကြီးရဲ့မိကွန်းတော့မဟုတ်ဘူးသို့တော့အရှင်နာဂတိအရှင်နာဂသေနာကဖြေတာအဲ့ဒါလေဒါပညာနဲ့ပဲဆိုင်ပါတယ်เนาะအဲ့တော့အနန္တကာယပညာအားလေးလည်းတိတ်လောက်ခဲ့ပါအခုတိတ်လောက်တာလေးတွေကိုအိမ်ကြလို့ရှိရင်ကိုယ့်အကိုခေါင်းစဉ်လေးတွေပြန်ရေးထားเนาะစာမျက်နှာနဲ့ကြည့်အဲ့ဒါလေးတွေကျမတို့အဲ့အစဉ်အတိုင်းကျမတင်သွားမှာเนาะပြီးရင်နံပါတ်9ပညာနံပါတ်9ဆိုစာမျက်နှာ89ယောနိတောမနတိကာရပညာတွေ့ပါလားရှင်စာမျက်နှာ89အဲ့ဒါအဘိဓမ္မာဆိုင်ရာပါပဲယောနိတောမနတိကာရပညာအဲ့ဒီလိုအစဉ်တိုင်းကျမတို့ကြည့်သွားမယ်နော်ဂျားရရတွေခြံရခဲ့မယ်ပြီးရင်စာမျက်နှာစာမျက်နှာ62မနတိကာရလက္ခဏာပညာတွေ့ပါလားရှင်เนาะဒါလည်းအဘိဓမ္မာဆိုင်ရာဖြစ်ပါတယ်စာမျက်နှာ68ဘာပညာတွေ့ပါလဲသီလလက္ခဏာပညာအဲ့ဒါလေးဗိဓမာဆိုင်ရာဖြစ်ပါတယ်စာမျက်နှာ100တံပတာဒနလက္ခဏာပညာတွေ့ပါလားရှင်အဲ့ဒါတံပတာဒနလက္ခဏာပညာဆိုတာတတ္တာစေတသိက်အကြောင်းဖြစ်ပါတယ်ရှင်အဲ့ဒါလေးဗိဓမာဆိုင်ရာဖြစ်ပါတယ်
စာမျက်နှာ111တံပက္ခဏပက္ခန္ဒနလက္ခဏာပညာတွေ့ပါလားရှင်အဲ့ဒါလေအဘိဓမ္မာဆိုင်ရာပါပဲအဲ့ဒါလေတတ္ထာပါပဲတတ္ထာနဲ့ပတ်သက်ပြီးတော့စကြည့်ရမှာပေါ့နော်အဲ့ဒါအဘိဓမ္မာဆိုင်ရာစာမျက်နှာ114ဝီရိယလက္ခဏာပညာဝီရိယစေတသိက်အကြောင်းဖြစ်ပါတယ်ကျမအဲ့ဒါတွေကိုလွယ်အောင်သင်ပေးမှာပါစာမျက်နှာ119မေကွန်းပညာက73ဖြစ်ပါတယ်တွေ့ပါလားရှင်တတိလက္ခဏာပညာဖြစ်ပါတယ်ရှင်ရပါလားအဲ့ဒါအိမ်ကြလို့ရှိရင်အိမ်ကြလည်းမဟုတ်ပါဘူးเนาะစာအိမ်မှာရောက်နေတာပဲအဲ့တော့စာသေးမှအဲ့ဒါလေးတွေကိုမတိကလေးတွေပြန်ခွဲတာเนาะကိုယ့်အကိုလေအဲ့ဒီခေါင်းစဉ်တိုင်းမှတ်စုလေးတွေကိုထုတ်မယ်เนาะဖတ်လဲကြုံဖတ်ထားကြည့်เนาะကဲပြီးရင်စာမျက်နှာ130မေကွန်းပညာက14ဖြစ်ပါတယ်ရှင်တမာတိပညာဖြစ်ပါတယ်တွေ့ပါလားတမာတိဆိုတော့ဧကခတာပေါ့နော်ပြီးရင်စာမျက်နှာ135မေကွန်းပညာ15ပါရှင်15ပညာလက္ခဏာပညာတွေးပါလားရှင်အဲ့ဒါပညာအကြောင်းသင်ရမှာဖြစ်ပါတယ်ရှင်ပြီးရင်အဲ့ဒီပညာပြီးရင်ဓမ္မမိတ်ဆွေတို့ကျမလွယ်အောင်စုမှာနော်အဲ့ဒါပြီးသွားလို့ရှိရင်မေကွန်းနံပါတ်19မေကွန်းနံပါတ်19စာမျက်နှာ160မှာရှိရတယ်ရှင်တွေ့ပါလားရှင်မေကွန်းနံပါတ်19စာမျက်နှာ160တွေ့ပါလားဘာတွေ့လဲညာနာပညာဆိုင်ရာတွေကျွန်မအကုန်စုပလိုက်မယ်ဒါမှစာကြည့်လွယ်သွားမယ်နော်အဲ့လိုစာကြည့်ရတယ်နော်ဓမ္မမိတ်ဆွေတို့အဲ့ဒါကြောင့်အဲ့ဒါလေးနဲ့လက်တွဲခေါ်သွားမှာဒီစာအုပ်ကြီးအတိုင်းကျမမသိဘူးရှင်ကျမတို့မှတ်မိဖို့လိုတယ်လေကိုတို့ကျမတို့အကုန်လုံးကစာမဖြေကြရမှာဟုတ်တယ်နော်အဲ့တော့မှတ်မိဖို့သူ့အစုလေးနဲ့သူကြက်သွားရင်တိတ်သက်တာမှာကဲနောက်တစ်ခုကအဲ့ဒါပြီးသွားရင်အဲ့ဒါပြီးသွားလို့ရှိရင်စာနေနော်အရှိကိုပြန်သွားမယ်အဲ့ဒါပြီးသွားရင်ရှေ့မှာ16စာမျက်နှာ140ကိုပြန်သွားပေးပါရှင့်ခုနလေးကအုပ်စုတူနော်မှတ်ထားနော်အဲ့တော့စာမျက်နှာ140မှာမေကွန်းပညာ16ဖြစ်သွားပြီမြင်လားရှင်16ဒါကျမအစင်ကြအောင်ပြန်သွားပေးနေတာမှီလားအဲ့တော့အခုကျမတို့ယူသွားတာကမေကွန်းပညာ15ရယ်19ရယ်တတွဲသွားမယ်နော်15ရယ်19ရယ်15ကပညာလက္ခဏာပညာ19ကညာနာပညာမြင်မလားရှင်ပညာအုပ်စုပြီးရင်မေကွန်းနံပါတ်16ပြန်သွားမယ်အဲ့ဒီ16ကိုကြည့်လိုက်ပါခေါင်းစဉ်ကိုကြည့်လိုက်ဧကကိစ္စအဘိနိဗ္ဗာဒနာပညာတွေ့ပါလားရှင်တွေ့တယ်နော်အဲ့ဒီဟာဘာလဲဆိုလို့ရှိရင်ဟလာတတ်ကျမတို့ခုလေ့လာထားတဲ့တတ္ထာတို့ဝရိယတို့တတိတို့တမာတိတို့ပညာတွေဆိုတာတဲ့တခုတည်းသောအတူတူဖြစ်နေတဲ့တရားဒီတဲ့အဘိဓမ္မာမှာတော့ပြောကြည့်လေအဲ့ဒါစေတသိက်တွေမဟုတ်ဘူးလားအဲ့ဒီစေတသိက်တွေကစိတ်နဲ့ရှင်ဖြစ်မှာမဟုတ်ဘူးလားအဲ့ဒီအကြောင်းလေးကိုပေါင်းပြောမှာအဲ့တော့အဘိဓမ္မာလေးတွေအဘိဓမ္မာပြန်ပါမယ်ဓမ္မမိတ်ဆွေများဟုတ်တယ်နော်ကဲအဲ့ဒါလေးပြီးသွားရင်ဓမ္မမိတ်ဆွေများ21အဲ့တော့ဒီအဲ့ဒါလေးကဒီနေ့အိမ်စာပါနော်လုပ်ခဲ့ပါနေမို့ဆိုရင်လေဓမ္မမိတ်ဆွေတို့ဖတ်နေကြည့်အခန်း1ပြီးအခန်းနဲ့
တောင်မတက်နိုင်ဘူးအိမ်နာပဲရက်နေမှာခုကျမတို့ကအဲ့တောင်လွယ်လွယ်တက်ကြမယ်နော်အဲ့ဒီအုပ်စုလေးနဲ့သွားမယ်အဲ့တော့စာမျက်နှာ195စာမျက်နှာ195ဘာတွေ့လဲရှင်ဘာပညာတွေ့လဲဝေဒနာပညာနံပါတ်ဘယ်လောက်လဲ21ဖြစ်သွားပြီနော်ဝေဒနာပညာဆိုရင်ဘာဖြစ်မလဲဝေဒနာစေတသိက်တွေနဲ့ပတ်သက်တာလာတော့မှာပေါ့ဟုတ်တယ်နော်ဒါကြောင့်ဆရာတော်ဖေကအဘိဓမ္မာမြတ်ဒေသနာကိုပြဋ္ဌာန်းပြီးတော့မှဖယ်ပလိုက်တာဒါတွေအဘိဓမ္မာတွေပြန်ပါလာရှင့်နော်အဘိဓမ္မာတွေပြန်ပါလာကဲနောက်တစ်ခုက26ပညာနံပါတ်26ရှာကြည့်ပါဦးပညာနံပါတ်26ပညာနံပါတ်26ဒီစာမျက်နှာ233တွေ့လားရှင်ခေါင်းစဉ်ကဘာတွေ့လဲအဒ္ဒါမူလအဒ္ဒါနမူလပညာအဒ္ဒါဆိုတာကျမတို့အဘိဓမ္မာသင်တဲ့သူတွေဆိုသိရမယ်အဒွန့်ဆိုတာကာလဆိုတာဘာလဲအတိတ်ပစ္စုပ္ပန်အနာဂတ်တွေပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးသွားမှာပြီးပညာနံပါတ်20ခွန်ဘာတွေ့လဲစာမျက်နှာ238ဘာတွေ့လဲပုရိမကောတိပညာတဲ့တွေ့လားရှင်ပုရိမကောတိပညာဒါကာလနဲ့ပတ်သက်ပြီးတော့ပု္ပ္ပာတွေပြီးရင်မေကွန်းနံပါတ်28ကောတိပညာယနာပညာတဲ့ခေါင်းစဉ်ရေးတွေကြည့်လန့်စရာကြီးပါနော်ကောတိပညာယနာပညာတဲ့ဒါလည်းကာလနဲ့ပတ်သက်ပြီးတော့မေးထားတဲ့ပု္ပ္ပာပါပြီးရင်29ဇဒတ်မေကွန်းနံပါတ်29မေကွန်းနံပါတ်29ခေါင်းစာမျက်နှာ259မှာပါရှင်တွေ့ပါလားရှင်နာမည်လေးပြောကြည့်ပါဦးမေကွန်းနံပါတ်29သင်္ခါရဇာယမာနပညာဟုတ်တယ်နော်နာမည်ကြီးတွေခက်တယ်နော်အဲ့ဒါတွေလေကာလနဲ့ပါပဲကျမတို့တွဲပြီးတော့ဓမ္မမိတ်ဆွေတို့နဲ့ကြည့်မယ်မေကွန်းနံပါတ်30ပါရှင်စာမျက်နှာ265မှာရှိပါတယ်ရှင်ဘာတွေ့ပါလဲရှင်ဘဝန္တသင်္ခါရဇာယမနမာနနော်ပညာအဲ့ဒါလေအဲ့ဒါသင်္ခါရဆိုတဲ့ယုံနဲ့နေအကြောင်းမှာပဲပေါင်းသွားပြီပြီးရင်မေကွန်းနံပါတ်32ရှာပေးပါအောင်ရှင်မေကွန်းနံပါတ်32ပါမေကွန်းနံပါတ်32နေအောင်စာမျက်နှာမေကွန်းနံပါတ်32ကတဲ့ဗါတဲ့လေစာမျက်နှာ294တဲ့294မေကွန်းအခြေခံသိစေရတဲ့မေကွန်းအခြေခံသိစေရလို့ဆရာတော်ကခေါင်းစဉ်တွဲထားတယ်နေရော sorry အဲ့ဒါမဟုတ်မေကွန်းနံပါတ်32ကစာမျက်နှာ290မှာပါရှင့်စာမျက်နှာ290ဘာနာမည်လေးတွေ့ပါလဲရှင့်စက္ခုဝိညာဏဒိပညာအဲ့ဒါလေးဘေးနားမှာဝီထိလို့စာရေးလိုက်ပါအဲ့ဒါဝီထိစိတ်အစဉ်နေအကြောင်းသင်တော့မှာ
ရတယ်နော်ပြီးရင်မေကွန်းနံပါတ်33ဆက်ကြည့်ပါမယ်ရှင့်စေတသိက်တွေမြန်ရောက်လာပြန်ပြီနော်စေတသိက်တွေနဲ့မေကွန်းနံပါတ်33စာမျက်နှာ308မှာရှိပါတယ်ရှင့်ဘာတွေ့ပါလဲရှင့်ဖတ်တာလက္ခဏာပညာဖတ်တာစေတသိက်ရောက်သွားပြီပြီးရင်မေကွန်းနံပါတ်34ဘာလဲတွေ့လဲရှင်ဝေဒနာလက္ခဏာပညာဝေဒနာစေတသိက်ဖြစ်ပြီးဖတ်တာဝေဒနာမြင်ပါလားရှင်ပြီးရင်မေကွန်းနံပါတ်35စာမျက်နှာ315ဘာတွေ့ပါလဲရှင်တင်ညာဖတ်တာဝေဒနာတင်ညာတွေ့တယ်နော်အဲ့ဒါကြောင့်တင်ညာလက္ခဏာပညာပြီးရင်စာမျက်နှာ322ပါရှင်မေကွန်းနံပါတ်36ဘာတွေ့ပါလဲရှင်စေဒနာတွေ့လားဖတ်တာဝေဒနာတင်ညာစေဒနာဟုတ်တယ်နော်စေဒနာလက္ခဏာပညာပါရှင်မေကွန်းနံပါတ်39ဘာတွေ့ပါလဲရှင်ဝိညာဏလက္ခဏာပညာစာမျက်နှာ329ပါရှင်ဝိညာဏဆိုစိတ်အကြောင်းပေါ့နော်အဲ့ဒါကိုလေခုပြောသွားတာတွေကိုလေကျွန်မပြန်စင်အောင်မှလွယ်အောင်လေနော်ဓမ္မမိတ်ဆွေတို့လွယ်အောင်သင်ပေးမယ်အတူတူကြည့်မယ်စာမျက်နှာ332ပါရှင်မိကွန်းနံပါတ်38ပါရှင်ဘာတွေ့ပါလဲရှင်ဝီတဲလက္ခဏာပညာဆိုသိလားအဲ့ဒါဘာလဲဝီတက်စေတသိက်မဟုတ်ဘူးလားဟုတ်ပြီနော်မြင်ပြီနော်စာကြည့်နီးနော်အဲ့ဒါဓမ္မမိတ်ဆွေတို့じゃကျွန်မတွဲခေါ်ပေးသွားတာနောက်ပိုင်းကျမ်းစာတွေနော်ဆက်ပြီးတော့အတန်းကြီးတွေဆက်တက်သွားရင်အဲ့ဒီလိုသွားမှာနော်စာအုပ်ကြီးတွေ့ရင်ဒီတိုင်းမဖတ်နဲ့ဘလို့သွားတယ်လဲဆိုတော့တစ်ခေါက်တော့ဖတ်မှာပဲပြီးရင်အဲ့လိုစာကြက်ရတယ်နီးလေးကျွန်မပေးခဲ့တာပါမေကွန်းနံပါတ်39ဆက်ကြည့်မှာရှင့်စာမျက်နှာ335ဘာတွေ့လဲရှင့်ဝီတက်ပြီးတော့ဝီစာရစေတသိက်တွေမဟုတ်ဘူးလားဝီတက်ဝီစာရပကိန်းနဲ့ရောက်နေပြီနော်ကဲမေကွန်းနံပါတ်40ရှင့်40မှာစာမျက်နှာ33ခွန်ရှင့်ဘာတွေ့လဲဖတ်တာဒီဝိနေဘုဇနာပညာဘာလဲတော့မသိဖတ်တာဒီဆိုဖတ်တာအစရှိတော့ဗောအဲ့ဒါတွေကဘာလဲအဲ့ဒါတပ္ပစိတ်တို့ပကိန်းတို့ဟလားအညတမန်အုပ်စုကြီးတွေမဟုတ်ဘူးလားစေတသိက်ဖေးအဲ့တော့လွယ်အောင်သင်မယ်ဓမ္မမိတ်ဆွေတို့ကဲအဲ့ဒါပြီးသွားရင်နဲ့စာမျက်နှာ343မေကွန်းနံပါတ်41ခေါင်းစဉ်လေးကြည့်ပါအောင်ရှင့်နာဂသေနာပညာတဲ့ကဲအဲ့ဒီမှာအရှင်နာဂသေနာနေပြီးတော့မေးတဲ့မေကွန်းမိလိန်ဒပညာမဟုတ်ဘဲနဲ့ထူးထူးဆန်းဆန်းပါတွေ့လေနာဂသေနာစတားလေးလောက်ခါသေးလားအဲ့ဒီနာလေးမိလိန်ဒပညာထဲမှာရှင်နာဂသေနာနေမိလိန်ဒမင်းကိုပြန်မေကွန်းထုတ်တာတွေ့ပြီနော်အဲ့ဒါကိုလည်းကြည့်လို့ရှိရင်ဘာတွေတွေ့မလဲဆိုတော့အဲ့ဒီမှာရုပ်တွေအကြောင်းတွေစလာပြီဓမ္မမိတ်ဆွေများကဲထောင်းမယ်ခဏထားမယ်သင်ရင်းနဲ့မှသင်သွားမယ်နေအဲ့ဒါလေးကိုနေအဲ့ဒါလေးတွေကဟိုကံမိုင်းဆိုင်ရာလေးတွေနဲ့တွားထားတာဆိုတော့အဲ့ဒါအတွဲထားအဲ့ဒီကနေစပြီးတော့ဟိုလေကြည်လဲကြည်ပုံစံလေးပါအမှန်ဥမာဆိုတော့ဝိုင်းထားရင်ဝိုင်းထားဒါမှမဟုတ်တစ်ကလေးလို့ခုနအရင်နဲ့မတူအမှတ်ကလေးတစ်ခုထပ်ထည့်မယ်နော်နာဂသေနပညာနေပြီးတော့ဥမာဓမ္မမိတ်ဆွေတို့ဝိုင်းထားတာဆိုရင်တစ်ကလေးအမှတ်ကလေးထပ်ချစ်လိုက်အဲ့ဒီအုပ်စုလေးကိုတအုပ်စုထားမယ်ပြီးရင်မေကွန်းနံပါတ်42အဲ့ဒါကန်နေနဲ့ဆိုင်ပါမေကွန်းနံပါတ်42ကစာမျက်နှာ3ခွန်တွေ့ပါလားရှင်ဘာတွေ့လဲခေါင်းစဉ်ပိစာယတနာကမ္မနိဗ္ဗတပညာတဲ့ဆိုပိစာယတနာအောက်ကိုလှမ်းကြည့်လိုက်သကုသောတခန္ဓာစိန်ဝါကာယတွေ့လားသကုသောတခန္ဓာစိန်ဝါကာယဆိုအဘိဓမ္မာသင်ပြီးတဲ့သူတွေဆိုသိပြီအဲ့ဒါဘာတွေလဲပတာဒယုတ်တွေဟုတ်လားပတာဒယုတ်5ပါးမဟုတ်ဘူးလားပတာဒယုတ်5ပါးဆိုတာဘာကြောင့်ဖြစ်တာကန့်ကြောင့်ဖြစ်တာရှင့်ဒါကြောင့်ဘေးနားမှာဘာတွေ့လဲပ
ပိစာယတနာကမ္မနိဗ္ဗတတွေ့လားအဲ့ဒါလေးနဲ့တွေ့ရဆိုဒါရုပ်ပိုင်းကူးသွားပြီရှင်မြင်နေနော်ဒါရုပ်တွေအကြောင်းသဘောပေါက်သလားကံနဲ့လည်းဆက်ဆက်ပြီးသွားမှာပြီးရင်အဲ့ဒါလေးကိုလည်းတစ်လောက်ထားခုနပုံစံနဲ့နာဂသေနာပညာနဲ့အဲ့ဒါတွေကပုံစံတူပေါ့နော်ပြီးရင်စာမျက်နှာ40နဲ့စာမျက်နှာ351မေပု္ပ္ပာနံပါတ်43နာမည်လေးဖတ်ကြည့်ပါအောင်ကမ္မနာနာကရဏပညာတဲ့ကံတွေရဲ့ကွဲပြားချက်တွေသွားတော့မှာလေနာနာဆိုတာအသီးသီးတွေကွဲပြားနေတာကံနဲ့ဆိုင်တာတွေစိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးရစာမျက်နှာ355အဲ့ဒါလေးခုနလိုပဲမိကွန်းနံပါတ်44ဖြစ်သွားပြီတွေ့လားရှင်ဘာတွေ့လဲဝါယာမကရဏပညာတဲ့ကြိုးစားအထောက်မှုနဲ့ပတ်သက်တာပေါ့နော်ကဲအဲ့ဒါပြီးသွားရင်အဲ့ဒါအတွေ့လေးပြီးသွားရင်ဓမ္မမိတ်ဆွေများရှင်နိဗ္ဗာန်နဲ့ပတ်သက်တာဘိဓမ္မာတွေမှာစိတ်စတသိယုတ်နိဗ္ဗာန်လေနိဗ္ဗာန်ရောက်သွားပြီအဲ့ဒါနဲ့ပတ်သက်ပြီးရှင်ဟလာမိလိန်ဒမင်းကြီးရဲ့မေးတာကိုဆက်ကြည့်ရေမိကွန်းနံပါတ်49လေးရှာပေးပါအောင်ရှင်မိကွန်းနံပါတ်49မိကွန်းနံပါတ်49စာမျက်နှာ366ပါရှင်ဘာကြီးတွေ့ပါလဲရှင်နိရောဓနိဗ္ဗာနပညာဆိုရင်အဘိဓမ္မာတွေကဘာအကြောင်းဖြစ်ပြီလဲနိဗ္ဗာန်ဆိုင်ရာဖြစ်သွားပြီဟုတ်ပြီနော်ကဲအဲ့ဒါစံပြီးရင်မိကွန်းနံပါတ်48လဲနိဗ္ဗာန်ပါရှင်နော်စာမျက်နှာ380ရှင်တွေ့ပါလားရှင်နိဗ္ဗာနလဘနပညာတဲ့တွေ့လားရှင်နိဗ္ဗာန်ရတာ ਨੇ ပတ်သက်ပြီးတော့မိကွန်းမှာတဲ့ပြီးကဲ့ရမှာပဲမိကွန်းနံပါတ်49ဘာတွေ့ပါလဲရှင်နိဗ္ဗာနဒုက္ခဇာနနပညာနိဗ္ဗာန်ပဲအဲ့လိုအတွဲတွဲလေးတွေနဲ့စုကြက်လိုက်လွယ်ပြီပေါ့နော်နော်အဲ့ဒါမျိုးကြည့်ရမှာကဲအဲ့ဒါပြီးသွားပြီအဲ့ဒါဆိုရင်အဘိဓမ္မာဆိုင်ရာလေမိကွန်းပု္ပ္ပာတွေဘာကြံသေးလဲကြံသေးတယ်ပြီးတော့မှမပြီးသေးဘူးရှင်ပြီးရင်မေကွန်းနံပါတ်50ရှင်50မေကွန်းနံပါတ်50စာမျက်နှာ404ပါရှင်စာမျက်နှာ404မှာခုနကံနဲ့ဆိုင်တာရှင်နော်အဲ့ဒီဟိုခုနနာဂသေနာဟိုပညာအုပ်စုလေးပဲရှင်သူသင်္ကေတပြန်ထည့်ပါနိဗ္ဗာန်တော့အဘိဓမ္မာတွေပါမယ်50ကမ္မဖလအဋ္ဌိဘာဝပညာတွေ့ပါလားရှင်ကံနဲ့ဆိုင်တာတွေပါရှင်အဲ့ဒါတွဲကြည့်မှာပါရှင်ကံနေဆိုင်ရာတသက်ကြည့်မယ်အဲ့လိုလေးတွဲကြည့်သွားရင်တက်တာတယ်ရှင်အဲ့ဒါပြီးသွားရင်မေကွန်းနံပါတ်66ပါရှင်မေကွန်းနံပါတ်66စာမျက်နှာ43ခွန်ပါရှင်တရာဂဝိတရာဂနာနာကရဏပညာတဲ့ရာဂရှိတဲ့ပုဂ္ဂိုလ်ရဲ့ရာဂကင်းတဲ့ပုဂ္ဂိုလ်နှစ်ဦးရဲ့ကွဲပြားချက်ဒါလည်းအဘိဓမ္မာဆိုင်ရာဖြစ်ပါတယ်ရှင်အဘိဓမ္မာစကားနဲ့ပြောရင်တော့ကမ္မထမ်းပိုင်းခတ်ဆန်ဖြစ်သွားပြီပေါ့နော်ဇေယိုက်တွေနဲ့ပဲပြီးရင်စာမျက်နှာ442ပါရှင်မိကွန်းနံပါတ်60ခွန်ရှင်မိကွန်းနံပါတ်60ခွန်ရှားတွေ့ပါလားရှင်ဘာနာမည်လေးတွေ့ပါလဲရှင်ပညာပဋိဌာနပညာတွေ့လားအသိပညာဆိုတာဘယ်မှာတည်ရှိလဲတဲ့เนาะတွေ့ပြီเนาะအဲ့ဒါလေးပြီးဒီမှာဆိုင်ရာနောက်ပြီးတော့
စာမျက်နှာ444မိကွန်းနံပါတ်68တန်တာရပညာတွေ့ပါလားရှင်တန်တရားဆိုတာဘာလဲဒါလည်းပြီးဒီမှာရပါပဲပြီးမိကွန်းနံပါတ်69စာမျက်နှာ446စိရကတတရဏတဲ့ရှေလျားသောကာလလောက်ခဲ့သည်တွေကိုပြန်လဲအမှတ်ရတယ်အမှတ်ရတယ်ဆိုတာဘာလဲဓမ္မမိတ်ဆွေများအမှတ်ရတယ်အဲ့ဒါတတိပေါ့တတိနဲ့ဆိုင်တာနော်အဲ့ဒါတတိတခါစာမျက်နှာ448မိကွန်းနံပါတ်80ဘာတွေ့လဲရှင်မိကွန်းနံပါတ်80ဘာတွေ့လဲဘာပညာလို့တွေ့လဲအဘိဇာနန္တတတိပညာတတိပဲရှင်ဒါကမ္မထန်နေနဲ့ရှင်နဲ့တတိဖြစ်သွားပြီเนาะရိုးတတိတွေမဟုတ်တော့ဘူးပေါ့เนาะကဲမိကွန်းနံပါတ်81ဆက်ရက်ဖတ်ကြိုက်ရကလေးပဲစာမျက်နှာ449ဘာတွေ့လဲတတိဥပ္ပဇနာပညာအဲ့ဒါလည်းဘာပဲလဲတတိပဲเนาะမပြီးသေးဘူးရှင်ဒါကမ္မထမ်းပိုင်းပေါ့ဘိဓမ္မာလို့ပြောရင်ကမ္မထမ်းပိုင်းနေရာမျိုးပေါ့ရှင်မေကွန်းနံပါတ်82ပါရှင်မေစာမျက်နှာ458ပါရှင်ဘာပဲလဲတတိပဲဘာတွေ့လဲဗုဒ္ဓဂုဏတတိပတိလာဘပညာတဲ့အဲ့ဒါဘာလဲဗုဒ္ဓဂုံကိုအမှတ်ရတယ်ဆိုဗုဒ္ဓနုတ္တိပေါ့နော်အဲ့တော့ကမ္မထမ်းပိုင်းတတိတွေပေါ့နော်တတိပဋ္ဌာန်းတို့တတိတို့အဲ့တော့အရှင်နာဂသေနမထေကလေအဘိဓမ္မာအယံကျွမ်းကျင်တယ်နော်အဘိဓမ္မာအယံကျွမ်းကျင်တယ်မိလိန်ဒမင်းကြီးကလည်းဘိဓကတ်သုံးပုံကိုသွားကျွမ်းကျင်တယ်အဲ့တော့ဒါအဘိဓမ္မာမိကွန်းနေအများကြီးပဲတော်တော်များများတွေ့တယ်နော်စာမျက်နှာ462မိကွန်းနံပါတ်83ရှင့်ဒုက္ခပဟာနဒုက္ခပဟာနဝါယမပညာတဲ့ဆင်းရဲဒုက္ခတွေကိုဖယ်ရှားဖို့ကြိုးစားခြင်းနဲ့ဆိုတာဒါကမ္မထမ်းပိုင်းဆိုင်ရာရောက်သွားပြီပေါ့အဘိဓမ္မာလို့ပြောရင်ကမ္မထမ်းပိုင်းနေကဲစာမျက်နှာမိကွန်းနံပါတ်86ရှင့်ကြော်ပြီနော်ကြော်လိုက်တယ်မိကွန်းနံပါတ်86စာမျက်နှာ405ဘာတွေ့ပါလဲရှင်ဘုဇင်ကပညာတဲ့တွေ့လားဘုဇင်ဆိုင်ရာမိကွန်းပေါ့ကျမတို့သမုတ်စည်းပိုင်းမှာဗောဓိပက္ခိယတရားတွေတတိပဋ္ဌာန်သမ္မပဋ္ဌာန်ဣတိပတ်ဣန္ဒြေဘုဘုဇင်အခုကျမတို့ BA level 3ပေါ့နော်အဲ့ဒီကြရင်ပါလေဘောဓိပက္ခိယတရားများဆိုပြဋ္ဌာန်းစာမပါဘူးလားကျမတို့ပြဋ္ဌာန်းစာ3အုပ်ပဲမှတ်လားကျမတို့လည်း level 1 2 3ပဲပေါ့နော်1ကမိလိန်ဒါပညာ3ကဘောဓိပက္ခိယအဲ့ဘောဓိပက္ခိယဆိုတာဘာကြီးလဲအဘိဓမ္မာပဲနော်ကဲအဲ့ဒါပြီးသွားပြီစာမျက်နှာ400မိကွန်းနံပါတ်80ဖတ်ကြည့်ရင်ဘာတွေ့လဲပါပပုံညာနံအဘာနပဘာဝပညာတဲ့တွေ့လားကုသိုလ်နဲ့အကုသိုလ်တဲ့ဘယ်ဟာများသလဲတဲ့မိကွန်းအဲ့ဒါလည်းပြီးဓမ္မဆိုင်ရာမိကွန်းနံပါတ်88ပါရှင်စာမျက်နှာ481ဖတ်ကြည့်ပါဦးဇာနန္တပါပကရဏပညာပါဠိတွေတော်တက်လာတော့မှာနော်ပါပဆိုတာပါရဲပါပဆိုရင်ဘာလဲမကောင်းမှုပေါ့ကရဏဆိုတာပြုလုပ်တယ်တဲ့ဇာနန္တတဲ့မသိပဲနဲ့လှုပ်တာနဲ့သိပြီးလှုပ်တာဘယ်ဟာဆုံးဘယ်ဟာပိုဆိုးတယ်လဲတဲ့မကောင်းမှုလုပ်ရင်နဲ့မသိပဲနဲ့လှုပ်တဲ့မကောင်းမှုရဲ့တဲ့သိပြီးလှုပ်တဲ့မကောင်းမှုရဲ့ဘယ်ဟာဆိုးတယ်လဲဆိုကျမတို့ဘိဓမ္မာပြောရင်ဒိဋ္ဌိကတ္တတံပယုတ်နဲ့ဒိဋ္ဌိကတ္တဝေပယုတ်ဘောအကုသိုလ်တွေလှုပ်ရင်ဘယ်ဟာဆိုးတယ်လဲအပြစ်ရှိမှန်းသိပြီးလှုပ်တာနဲ့အပြစ်ရှိမှန်းမသိပဲလှုပ်တာဘယ်ဟာဆိုးတယ်လဲအဲ့ဒီမေခွန်းမျိုးတွေ့တယ်နော်ကဲ
ကဲအဲ့တော့မိလိန်ဒမင်းကြီးနဲ့ရှင်နာဂသိဏတွေအကြောင်းဖတ်လဲဖတ်ပြီးတော့ကျမတို့လည်းဟာလာညံနေကြီးကုန်တော့မှာပေါ့နော်အဲ့လိုလေးအာတင်ထားကိုယ့်ရဲ့ဟိုဟာကိုပြောင်းရမှာမှတ်လားကိုယ့်ရဲ့မနတိကာထကိုပြောင်းရမှာလိမ့်လာပြီးတော့ဟဲဘာတွေလဲမသိဘူးရှုပ်လိုက်တာဆိုအဲ့မှာရှုပ်ပြီးနေလိမ့်မယ်ဟဲသိကျင်စရာတွေကောင်းလိုက်တာနော်လေးလာကျင်လိုက်တာဆိုအဲ့မနတိကာထလေးပြောနေသိကျင်တက်ကျင်နေမှာနော်အဲ့တော့ဗုဒ္ဓဇေယိဆိုတာပညာဉာဏ်အားကြီးတဲ့ဇေယိဗုဒ္ဓဇေယိရှိတဲ့သူတွေရတဲ့ဘာကိုလေ့လာရင်ပညာဉာဏ်ကြီးလဲဆိုတော့ခက်ခဲနဲ့နေတာတွေလေ့လာလေးလေးပညာဉာဏ်ကြီးလေးလေးတဲ့အဲ့တော့ဓမ္မမိတ်ဆွေတို့ကဗုဒ္ဓဇေယရှိလားရှိတယ်ဆိုရင်လည်းခက်ခဲနဲ့နေတာတွေလေ့လာမှာပေါ့နော်ပုံဉာဏ်တွေကြီးလာမှာနော်အဲ့ဒါနောက်ထပ်မိလိန်ဓာတ်တွေအများကြီးရှင်နာဂသိဏတွေအများကြီးထွက်လာတော့မှာဗုဒ္ဓဇေယမရှိပါဘူးဆရာမကျမတို့စိတ်တို့ရှုပ်လို့အဲ့လိုမလုပ်နဲ့ဗုဒ္ဓဇေယမရှိတဲ့သူဆိုရင်လေခက်ခဲနဲ့နေတာတွေလေ့လာလေးလေးပါရမီအဆောက်အဦတွေဖြစ်လာတာပေါ့ပါရမီမျိုးစေ့တွေဖြစ်လာပညာဉာဏ်ကြီးလားမကြီးဘူးလားဟိုဘက်ယူလိုက်ဒီဘက်ယူလိုက်နဲ့ကိုယ့်ကိုအားမွေးမယ်နော်အဲ့ဆိုကိုယ့်ဆရာတော်ကြီးကကျမတို့ရဲ့ဆရာတော်ကရှေ့ရနေပြီးတော့လမ်းပြပေးရင်ကျမတို့ကဒီလမ်းတော့ရှောက်တင်လားမရှောက်တင်ဘူးလားရှောက်မယ်နော်ရှောက်ဖို့လဲခြေလမ်းစပြီဆိုတော့ရှောက်ရတော့မှာပဲเนาะကဲနောက်တစ်ခုမေကွန်းနံပါတ်81စာမျက်နှာ40ခွန်ကဲဖတ်ကြည့်ပါအောင်ဘာကြီးတော့အတ္တတပတ္တာတပညာကြားမှုလားအတ္တတပတ္တာတဘာလဲထွက်လေဝင်လေတဲ့เนาะရက်တန်ချုပ်ငိမ့်တဲ့အကြောင်းတဲ့เนาะထွက်လေဝင်လေတွေချုပ်သိမ်းနေဆိုတာအဲ့ဒါတွေလဲဆရာတော်ကဒါတွေမြင်လို့ထုတ်ပေးတာလေနော်ဝင်လေထွက်လေချုပ်နေတယ်ဆိုတာဘယ်လိုခါချုပ်လဲပင်ရင်လဲချုပ်တယ်လေနော်ပင်ရင်လဲချုပ်တယ်သတိမိတ်မျိုးနေရင်လဲခဏလေးချုပ်တယ်နောက်တစ်ခါသရုပ်ထဆံဝင်စားနေရင်လဲချုပ်တယ်ဆိုတော့အဲ့ဒီအကြောင်းနေនិရောဓသမဘဝင်စားရင်ရောချုပ်လားချုပ်တာပဲအဲ့ဒီအကြောင်းနေစိတ်ဝင်စားစရာကြီးစိတ်ထဲမှာလေးလာစရာတွေစိတ်ဝင်စားစရာတွေလို့ပြောင်းတော့အဲ့ဒါမှလေးလာခြင်းနဲ့စိတ်တွေဖြစ်လာမှာဘာဒီမှလည်းမသိတို့တော့မဖြေတော့ဘူးဒီလောက်ခက်တာဆိုရင်အဲ့တိုင်းပဲကြံရင်ခဲ့မှာနော်ကျမတို့အမျိုးမျိုးနဲ့တွဲခေါ်မယ်ပြီးရင်ဘေကိုနံပါတ်84စာမျက်နှာ493ဘာတွေ့လဲတဗ္ဗဒုက္ခုမပညာတဲ့တဗ္ဗဒုက္ခုမဆိုတာဘာလဲနုညံ့တာနော်ဒုက္ခုမပညာဆိုအနုပညာဆိုတော့နော်အခုကျမတို့ကအစောကရည်တည်တွေဟုတ်ဘူးနော်အင်မတန်တိမ်မွေ့တယ်ကိုယ်တန်တန်မှာတိမ်မွေ့တဲ့တရားတွေအယုတ်တရားတွေအကြောင်းသင်မစိတ်ဝင်စားစရာပါကဲပြီးသေးဦး85ပြီးဒီမှာပဲဝိညာဏနာနတ္ထပညာတဲ့ဆိုတော့ဒါဒီဝိညာဉ်ရဲ့တဲ့ခန္ဓာကိုယ်မှာရှိတဲ့ဝိညာဉ်ရဲ့တဲ့ပညာရဲ့တဲ့ဇီဝရဲ့တဲ့အဲ့ဒါတွေကတူသလားတဲ့အဲ့ဒါတွေအဲ့ဒါကြောင့်ပြောတာမိလိန်နာမင်းကြီးကပေါက်ပေါက်ရှာရှာမေးပါတယ်ဆိုမှပဲမေးတဲ့အခါမှာရှင်နာဂသိဏလည်းသူမေးတဲ့ပြပု္ပ္ပစာတွေဖြည့်ရှင်းမရစေဆိုဖြည့်ရှင်းတာပေါ့နော်ကဲစာမျက်နှာ4ကိုခွန်86အရူပဓမ္မဝဝဋ္ဌာနမလေးဒုက္ခရပညာတဲ့အရူပဓမ္မဆိုရင်ဘာလဲယုံမဟုတ်ဘူးတဲ့ဆိုဘာလဲနံပေါ့ဟုတ်တယ်နော်နံတရားတွေအဲ့ဒီမှာမှဝဝဋ္ဌာနတဲ့ခွဲချမ်းစိတ်ဖြာတာတဲ့ဒုက္ခရဆိုတာဘာလဲခဲရင်တာတဲ့နံတရားတွေကိုအင်မတန်သိမ်မွေးတာဒါကိုစိတ်ဒါကိုစေတသိက်စေတသိက်မမဒါကဖတ်တဒါကဝေဒနာဆိုပြီးတော့အဲ့ဒီလိုခွဲချမ်းစိတ်ဖြာတာကျမတို့ခွဲချမ်းစိတ်ဖြာနိုင်လားမဖြာနိုင်ဘူးအဲ့ဒါကိုဘသူခွဲချမ်းစိတ်ဖြာပြတာလဲမြတ်စွာဘုရားတဲ့မြတ်စွာဘုရားရှင်သည်အလွန်ခဲရင်နဲ့နံတရားတွေကိုခွဲချမ်းစိတ်ဖြာတဲ့အလုပ်ကိုလုပ်တယ်တဲ့ဟုတ်ပြီနော်အဲ့ဒါအရူပဓမ္မဝဝအဲ့ဒါမိကုနံပါတ်ဘယ်လောက်လဲမသိဘူးမိကုနံပါတ်ဘယ်လောက်လဲ86ဆိုကုန်ပြီးဟုတ်ပြီနော်အဲ့ဒီတပိုင်းကိုအရင်ကြည့်မယ်ကျမတို့အဲ့ဒီတပိုင်းကိုအုပ်စုတူလေးကျမပြောတာလေးတွေမှာအစင်တော့မကြနိုင်သေးဘူးဘာတွေ့လဲဆိုတတိတွေအနောက်ရောက်နေတာတွေလည်းရှိသေးတယ်အဲ့တော့တတိဆိုင်ရာတွေကျမအကုန်စုမယ်ဓမ္မမိတ်ဆွေတို့လည်းစုခဲ့ပြီနော်ပညာဆိုင်ရာတွေစုပေးပါနော်အဲ့ဒါလေးတွေစုလိုက်ရင်အုပ်စုလေးနဲ့ကျမတို့ကြက်ကြမယ်ကိုယ့်ကိုမှတ်စုထုံမယ်
နော်အဲ့ဒီဟာကိုလေးလာလိုက်ရင်ကျမတို့မိကုန်းက10ပုတ်မဟုတ်ဘူးလား10ပုတ်မဟုတ်ဘူးလားကျမထင်တယ်အဲ့ဒါ9ပုတ်စာလောက်တွက်သွားလိမ့်မယ်နော်ဒါအဘိဓမ္မာတွေကြီးပဲ9ပုတ်စာလောက်ရသွားမယ်ဗုဒ္ဓဆိုင်ရာနော်ခုနပြောတဲ့ဟိုပဋိသန္ဓေဆိုင်ရာတွေကြံသေးတယ်သုတိပဋိသန္ဓေဆိုင်ရာအဲ့ဒါလေးတွေနည်းနည်းပါးပါးဆက်ကြည့်လိုက်အဲ့ဒါ10ပုတ်စာမိကုန်မယ်အဲ့တော့အဘိဓမ္မာသည်အနည်းဆုံး4ပုတ်ပေါ့4ပုတ်ဒီထဲကလာနိုင်တာပေါ့နော်4ပုတ်ကဲဒီနေ့တော့ကျမအဲ့ဒါပဲအင်စာပေးလိုက်မယ်နော်အဲ့ဒါလေးကိုပဲကျမတို့ယူပြီးတော့နက်ဖန်မှကျမတို့ဆက်ကြည့်မယ်နော်ကဲဒီနေ့ဒီလောက်ပါပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နဲ့ဖြာကျမ်းမာချမ်းသာကြပါစေသက်ရှိကျမ်းမာစွာဖြင့်သူတော်ကောင်းတရားများစတဲ့တပူပွားတူအားထုတ်ကျင့်ကြံနိုင်ကြပါစေ